ဇလန်းဆောင်မလားတောင်းထိတဲ့နေရာမှာယောက်ျားကြီးနေရာကိုတွေးရမှာပဲဖြစ်တယ်။သူကဘယ်သူလဲဆိုရင်တော့ကဘာပေါ်မှာဝိညာဉ်ဓာတ်မဆိုပြီးလူသိများတဲ့ပုံကိုတယောက်ပဲဖြစ်တယ်။သူနဲ့ရင်ဆိုင်နေတဲ့သူကတော့နှက်ဆိုခိုင်းကိုအုပ်ချုပ်တဲ့နှက်ဆိုဘရင်နဲ့ရင်ဆိုင်နေတာပဲဖြစ်တယ်။အိုးသဘောကျစရာပဲ။မင်းဒီလောက်ထိုင်ရတယ်အများကြီးရထားတာတော့မှငါနဲ့ချနိုင်သေးတာပေါ့လေ။အဲ့ဒါမင်းအပူမပါဘူးကွာ။အဲ့လိုနဲ့ယောက်ျားကြီးနေရာတော့ချနေကြတော့ခဏနေတော့တွန်းထုတ်ခံလိုက်ရကကဲငါမင်းကိုအဆုံးသတ်ပေးရတော့မှပုံပဲ။မင်းတီးဖို့တာပြင်ထားတော့အဲ့လိုနဲ့အရှိကိုတက်လိုက်ကြလိုက်ပြီးသူ့မှာရှိတဲ့မက်ဂျက်အစွမ်းတွေအကုန်လုံးကိုထုတ်ပါတော့တယ်။ဝိညာဉ်ဓာတ်မကလည်းအဲ့ဒီတက်ခတ်ချက်ကိုအားရပါရကာကွယ်နေခဲ့ပြီးခဏတော့နှက်ဆိုဘရင်တယောက်အရှိကိုတက်လိုက်ကြလိုက်ကသူ့ခြေထောက်နဲ့ကန်ဆိုးပြစ်လိုက်တယ်။အဲ့လိုနဲ့ဓာတ်နဲ့ထိုးဖို့လုပ်ပေးမဲ့လဲဝိညာဉ်ဓာတ်ထဲမှာမထိလိုက်ပဲသူကင်ထားတဲ့ဓာတ်ကိုပါအဝေးရောက်တော့အောင်ကန်ဆိုးပြစ်လိုက်ပါတော့တယ်ကဲဘယ်လိုလဲမင်းလက်ထဲမှာဓာတ်မရှိတော့ဘူးဆိုတော့တေးဖို့တာပြင်ထားတော့ကွာအဲ့လိုနဲ့နှက်ဆိုဘရင်ကိုတက်ဖို့အတွက်လုပ်ပါတော့တယ်အာကတ်တီးလေးကွာဒါပေမဲ့လည်းခဏနေတော့အထုတ်ခံလိုက်ရပြီးအဝေးကိုလွတ်ထွက်တော့ပါတော့တယ်မင်းတော့တေးဖို့တာပြင်ထားတော့ကွာအဲ့လိုနဲ့ဝိညာဉ်ဓာတ်ထဲမှာကိုသူ့ရဲ့မက်ဂျက်ဆွမ်းနဲ့ကုတ်ချစ်လိုက်ပြီးဒါပေမဲ့သူကုတ်ချစ်လိုက်တဲ့နေရာမှာဝိညာဉ်ဓာတ်ထဲမှာမရှိတော့ပဲသူ့အနောက်ကိုရောက်လာခဲ့ပြီးခါတဲ့ပွဲတိတ်မေးလိုက်ပါတော့တယ်ကဲဆိုတော့မင်းတက်ပွဲလည်းပြီးသွားပြီမဟုတ်လားအေးငါကန်ကောင်းလို့ပေါ့ကွာအဲ့လိုနဲ့ဝိညာဉ်ဓာတ်ထဲမှာနဲ့ရောက်တော့စကားပြောနေခဲ့တယ်ဝိညာဉ်ဓာတ်ထဲမှာရဲ့ဘေးနားကသူကဘယ်သူလဲဆိုရင်တော့ဝိညာဉ်ဓာတ်ထဲမှာလည်းအရှိဆုံးသူငယ်ချင်းပဲဖြစ်တယ်သူတို့နေအခုရောက်နေတာကလည်းစစ်မြေပြင်မှာပဲဖြစ်ကဝိညာဉ်ဓာတ်ထဲမှာအရှိဆုံးသူငယ်ချင်းကတော့စစ်ဘက်မှာတော်တော်လေးထင်ရထားတာကြောင့်သူတီတော့မှကိုတိနေခဲ့တယ်ဟဲ့ငါမသိခင်မင်းကိုတောက်ဆုစရာရှိတယ်ကွာဘာတောင်းဆုမလို့လဲပြောကြည့်လေအေးဘာတောင်းဆုချင်လိုက်ဆိုတော့ငါရဲ့အသက်ကငါရှိတဲ့ဂိုင်းတော့ဆိုတာမင်းသိမှာပါအဲ့ဒါကြောင့်ငါရှက်ရဲ့ဂိုင်းကို16ပေးပါကွာဘာပြောတယ်မင်းတကယ်ကြီးတီတော့မှလားဟာတားကြီးကငါတီတော့မှလည်းမင်းတိနေတာပဲပြီးတော့ငါမျက်လုံးတွေကလည်းမရှိတော့ဘူးလေအဲ့ဒါကြောင့်ကျေးဇူးပေးပြီးငါဂိုင်းကို16ပေးပါကွာအဲ့လိုနဲ့နေရောက်တော့စကားပြောတင်ချတော့ခဏတော့အလင်းတန်းတစ်ခုဖြတ်သွားခဲ့တယ်ဘာအလင်းတန်းလဲဟာနောက်ပြီးတော့ငါသူငယ်ချင်းကောအဲ့လိုနဲ့အုပ်ချုပ်ကြောင်ဖြစ်နေခဲ့ပြီးခဏနေတော့သူ့ရဲ့အရှိကိုနောက်ထပ်အလင်းတန်းတစ်ခုပါသူ့စီကိုဥတီလာခဲ့တယ်ချီပဲငါသူငယ်ချင်းကိုတက်ရတဲ့ပေါ့လေဘယ်သူကအမျက်လှုပ်ရတာလဲကွာအဲ့လိုနဲ့သူ့သားကိုအားရပါရစုတ်ကန်လိုက်ကခဏကအလင်းနဲ့ဥတီယာကိုသူ့ရဲ့မက်ဂျက်အစွမ်းနဲ့ပြစ်ထည့်လိုက်ပါတော့တယ်ဒါပေမဲ့လည်းမျက်နှာဖုံးတက်ထားတဲ့အမီဝတီလူတယောက်ကခဏကမက်ဂျက်အစွမ်းတွေကိုအေးစစ်စစ်ကလိုက်ကဘာငါရဲ့မက်ဂျက်အစွမ်းတွေကိုအေးစစ်စစ်ကလိုက်တာလားဟာအဲ့လိုနဲ့အတွေးတွေဝင်နေတော့မျက်နှာဖုံးတက်ထားတဲ့လူကတော့သူ့ရဲ့လက်မှာမက်ဂျက်အစွမ်းတွေကိုထုတ်လိုက်ပြီးဝိညာဉ်ဓာတ်ထဲမှာရှိတဲ့နေရာကိုပြစ်ထည့်လိုက်တယ်ရှိပဲငါမှာခွားနေမရှိတော့ဘူးလေနောက်ပြီးတော့ငါလက်ကလည်းပြတ်သွားပြီအဲ့ဒီကောင်ကဘာကောင်လဲဟာအဲ့လိုနဲ့တီးဖို့အတွက်အစင်လေးဖြစ်နေခဲ့ပြီးခဏတော့ရုပ်တရက်သူ့တင်ငန်းချင်းကိုခရီးပေးထားတဲ့စကားတခုရှိသေးတာကြောင့်အဲ့ဒီကောင်ကိုမနိုင်ရင်တော့ဝိညာဉ်ဓာတ်ထဲမှာတယောက်ထွက်ပြေးပါတော့တယ်ဒါပေမဲ့လည်းစိတ်မကောင်းစွာနဲ့သူထွက်ပြေးတဲ့နေရာကိုပါအလင်းမက်ဂျက်အစွမ်းနဲ့ပြစ်ထည့်ခံလိုက်ရပြီးခဏကိုနှစ်ပိုင်းဖြစ်သွားပါတော့တယ်အာမင်းဘယ်သူလဲဆိုတော့ငါသိချင်လိုက်တာကွာနောက်ပြီးတော့အဲ့ဒီစက်ခွဲနဲ့ငါ့ကိုရည်ပြမနေနဲ့အဲ့လိုဝိညာဉ်ဓာတ်ထဲမှာတယောက်သူ့ရဲ့ခန္ဓာကိုယ်ကလည်း6ထဲကိုပြုတ်ကျတော့ပါတော့တယ်အဲ့လိုပြုတ်ကျနေတော့ခဏနေတော့အနီရောက်လေးနှန်းတစ်ခုပေါ်လာခဲ့လိုက်ပြီးရုပ်တရက်တခြားနေရာတစ်ခုမှနိုးလာခဲ့တယ်ငါဘယ်ရောက်နေတာလဲဟာငါတီရွားပြီမဟုတ်ဘူးလားအဲ့လိုဝိညာဉ်ဓာတ်ထဲမှာတယောက်တခြားလူရဲ့ခန္ဓာကိုယ်ရောက်နေပါတော့တယ်မင်းကောင်းလုပ်ခဲ့ပါတယ်ငါတို့လည်းမြို့အဆက်ကူတုံနဲ့ကူထားပေးတယ်အဲ့ဒါကြောင့်မကြခင်တက်တော်တော့မှပါအဲ့ဒီမျက်နှာကိုမြင်လိုက်ရတဲ့ဝိညာဉ်ဓာတ်ထဲမှာတယောက်အယံအံ့ဩတော့ပါတော့တယ်ဘာလို့လဲဆိုရင်တော့သူနဲ့စကားပြောနေတဲ့အဖိုးကြီးကသူ့ရဲ့တင်ငယ်ချင်းအရင်ရှိရတဲ့ဂိုင်းကောင်းဆောင်ဖြစ်နေတာကြောင့်မလို့ပါနောက်ပြီးတော့သူအခုရောက်နေရတဲ့ခန္ဓာကိုယ်ကလည်းသူ့အရှိဆုံးတင်ငယ်ချင်းတပည့်ရဲ့ခန္ဓာကိုယ်ထဲရောက်သွားခဲ့တာပဲဖြစ်တယ်သူအခုဝင်ပူထားတဲ့ခန္ဓာကိုယ်ရဲ့နာမည်ကလည်းမူဟေပဲဖြစ်တယ်နောက်ရက်မှာတော့မူဟေတယောက်ဒဏ်ရာနဲ့တက်တော်တာဖြစ်တာကြောင့်အပြင်ကိုတယောက်တည်းထွက်လာခဲ့လိုက်ကရေကန်တဲ့နေရာကိုတယောက်တည်းရောက်လာခဲ့တယ်ရောက်ရှိမှပဲလန်ဆန်အောင်မျက်နှာကိုတက်လိုက်ပြီးသူအခုခန္ဓာကိုယ်ရဲ့ဒဏ်ရာတွေကဘယ်လိုရလိုက်တာလဲဆိုတာကိုစဉ်းစားနေခဲ့တယ်တကယ်တော့မူဟေတယောက်သူအခုဝင်ပူထားတဲ့ခန္ဓာကိုယ်ရဲ့ဒဏ်ရာကဘယ်လိုရလိုက်တာလဲဆိုရင်တော့ဒီခိုင်းကိုတခြားခိုင်းရန်ကောင်တွေရကျင်လာကြောင်းမလို့ဝင်တက်ခဲ့တယ်တခြားခိုင်းရန်ကောင်တွေကလည်းအင်အားကြီးတာကြောင့်မူဟေခိုင်းတွေကလူတယောက်ကိုတက်ဖို့လုပ်တော့မူဟေတယောက်သူ့အသက်နဲ့ရင်မီကာဝယ်ပေးလိုက်တာကြောင့်မလို့အခုလိုဒဏ်ရာရတော့တာပဲဖြစ်တယ်ရှိပဲဒီခန္ဓာကိုယ်ကကောင်ရတော့ကွာသူများတဲ့နဲ့ကိုယ့်အသက်ကိုပါပေးလိုက်ရတယ်လို့ကွာအဲ့ဒါကြောင့်လည်းဒီခန္ဓာဝိညာဉ်ကတည်သွားပြီးငါ့ဝိညာဉ်ကရောက်လာရတာဖြစ်မယ်ဟုတ်တော်ပြီကွာငါမစဉ်းစားတော့ဘူးငါခုစဉ်းစားရမှာကငါ့ကိုတက်ခဲ့တဲ့ကောင်ဂရက်စာရှိဖို့ပဲအဲ့လိုနဲ့မူဟေတယောက်မျက်နှာဖုံးတက်ထားတဲ့ကောင်ဂရက်စာရှိဖို့အတွက်အရင်ကတည်းကပိုတန်မာရမယ်ဆိုပြီးတိုက်ပညာတွေရှိတဲ့စာကြည့်လိုက်ခန်းတွေကိုတွားပါတော့တယ်ရောက်ချင်မှပဲစာအုပ်တော့ကိုထုတ်လိုက်ကဒီခိုင်းရဲ့တိုက်ပညာတွေကိုမြင်လိုက်ရပါတော့တယ်အော်ဒီခိုင်းရဲ့တိုက်ပညာတွေကပေါ့တယ်မဟုတ်ပါလားအဲ့လိုနဲ့မူဟေတယောက်အရင်ကတိုက်ပညာထက်ဖို့ပြီးမက်ဂျက်အစွမ်းပြန်တိဆောက်ပါတော့တယ်အဲ့လိုနဲ့အချိန်အနေငယ်ကြာလာတော့လူတယောက်ကမူဟေလေးကျင်တဲ့နေရာကိုရောက်လာခဲ့တယ်စီနီယာအထဲမှာရှိလားအပြင်ကိုထွက်ခဲ့ပါအောင်တယောက်ငါ့ကိုခေါ်တာလားဟာအဲ့လိုနဲ့မူဟေတယောက်အပြင်ကိုထွက်လာခဲ့တယ်ဟေးမင်းနာမည်ကမူရှော်မက်လားဘာကိစ္စရှိလို့လဲဘာကိစ္စရှိရမှလည်းမင်းအပြင်မထွက်တော့3ရက်တောင်ရှိပြီလေနောက်ပြီးတော့တိုက်ပညာလေးကျင်ခွေးမှလည်းမတွေ့ဘူးငါဒီထဲမှာနေတာ3ရက်တောင်ရှိတော့ပြီလားဟာအဲ့လိုနဲ့ရုပ်တရက်လီထုကြီးကတိတ်ဆက်တော့ခဲ့ကအော်ဟုတ်တာပဲငါကထိုင်ရရထားလားဆိုတော့3ရက်ကြီးတော့အဆမစားပဲနေတာမကောင်းဘူးပဲစီနီယာကျွန်တော်တို့တိုက်ပညာလေးကျင်ခွေးကိုတော့ချရအောင်ဒီစက်မှာကိုသူတစ်ခုဒူးဆက်နေသလိုပဲတစ်ဖက်ကလေးကျင်ခွေးဘက်မှာတော့လူတယောက်ကအရှိကနေတိုက်ပညာလေးကျင်မှုအတွက်တင်နန်းသားတွေကိုလေးကျင်ပေးနေခဲ့တယ်ဟေးဟိုနားအကောင်မြေလက်ကအောက်ကျနေတဲ့အပေါ်မြောက်ထွက်လိုက်စမ်းအော်သူတို့တိုက်ပညာလေးကျင်နေတာဒီလိုပေါ့လေဒါပေမဲ့လည်းသူ့ရဲ့ရှစ်ထောက်တွေကမမှန်ဘူးမမှန်တာဆိုလို့စစ်မမှာရှိတဲ့မူချင်းတယောက်ပဲရှိတာနဲ့တူပါတယ်ဒါပေမဲ့လူနေတာတော့ရှိသေးတာပဲအမှန်ဆိုရင်ငါကပဲတင်နန်းသားတွေအားလုံးကိုတင်ပြပေးရမှာဒါပေမဲ့ဒီခန္ဓာကိုယ်အရင်တုန်းကတော်တော်ရှက်တတ်တာနဲ့တူတယ်ကွာအဲ့လိုရှက်တတ်တာကြောင့်တခြားတင်နန်းသားတွေကိုပညာမပြရဲပဲဝင်ချင်းလို့ခေါ်တဲ့ကောင်လေးကိုအခုညီတောင်းပြီးဒါပေမဲ့အခုတော့မရတော့ညီလေးရဲ့အဲ့လိုနဲ့ခဏနဲ့တိုင်းမြန်တင်နန်းကလည်းပြီးသွားခဲ့ပြီးတင်နန်းသားတွေကလည်းသူ့အဆောင်စီကိုပြန်ကြပါတော့တယ်မူဝေဘက်မှာတော့ခဏကမူချင်းဆိုတဲ့ကောင်ကအောက်ကိုဆင်းလာခဲ့ပြီးစီနီယာနေကောင်းတော့တူရလို့ကျွန်တော်ဝမ်းတာပါတယ်ရပါတယ်ကွာမလိုပါဘူးနောက်ပြီးတော့ငါလုပ်ရမယ့်အရာတွေကိုမင်းကလုပ်ပေးနေတာပဲတော်တော်ခက်ခဲမှာပဲနော်မခက်ခဲပါဘူးအော်ဟုတ်လားအဲ့ဒါဆိုရင်အခုကစပြီးငါနေရာကိုငါယူတော့မယ်အဲ့လိုပြောလိုက်တော့မူချင်းတယောက်အခက်ရရောက်ခဲ့ပြီးအဆောင်ပြန်နေကြတင်နန်းသားတွေအားလုံးကအံ့ဩတော့ကြပါတော့တယ်ဟဲ့ငါထင်တာမှန်နေတာနဲ့တူတယ်သူတခုထူးဆန်းနေတယ်ဆိုတာငါသိတာပဲဘာပြောလိုက်တယ်မင်းကငါ့ကိုလှုပ်ပြီးတော့တောင်းဆိုထားတာမဟုတ်ဘူးလားဟုတ်တယ်
တယ်လေအရင်ကငါတောင်းစုထားပေမဲ့အခုကငါနေရာကိုငါယူတာမားလို့လားအော်လက်ဆက်တော့မင်းကတင်နန်းသားတွေကခေါင်းဆောင်ဖြစ်ချင်တာပေါ့လေအဲ့လိုနဲ့ဘေးနားမှာရှိတဲ့တင်နန်းတွေအားလုံးကအံ့ဩတွားခဲ့ကြကမိုးဝေးစီကိုပြန်ရောက်လာခဲ့ကြတယ်မင်းကလုံနိုင်မယ်လို့ထင်လို့လားအဲ့လိုပြောလိုက်တော့ဘေးနားမှာရှိတဲ့တင်နန်းတွေကလည်းမိုးဝေးကိုအသုံးချတဲ့လူတယောက်ဆိုပြီးကြည့်နေကြပါတော့တယ်အိုးတင်နန်းတွေအရှိမငါ့ကိုစောက်ချက်ခွဲတာပေါ့လေကဲထားပါမင်းပြောတာတွေအကုန်လုံးကလက်ခံပြီးတယ်အဲ့ဒါကြောင့်လည်းငါနေရာကိုငါပြန်ယူတာပဲလေရှိဒီစကားတွေပဲလာပြန်ပြီဟဲ့မင်းဆိုတဲ့ကောင်ကတင်နန်းတွေကိုလေ့ကျင့်ပေးဖို့မပြောနဲ့မင်းနောက်မှာတိုင်းပြည်ကငါထက်တောင်တော်လို့လားအာစိတ်ချုပ်လိုက်တာကွာနောက်ပြီးတော့ဒီကောင်ကစောင့်ရင်စကားများတာပဲအဲ့လိုနဲ့မိုးဝေးတယောက်အရှိကိုတက်လာခဲ့လိုက်ပြီးဟေးဇောင်းကြောမနေနဲ့ကိုအဆင့်ကိုတီးတီးနဲ့မဟုတ်ဘူးလားတကယ်လို့ဒါဒီတက်ပို့ပြီးတော့စကားများနေမယ်ဆိုရင်မင်းတီးဖို့ပဲပြင်ထားတော့ဘာပြောလိုက်တယ်သူကအရင်ကနဲ့မတူတော့ပါလားနောက်ပြီးတော့ငါရှိမှရက်နေတာကလည်းငါအရင်ကတီးထားတဲ့မိုးဝေးမဟုတ်တော့ခံစားနေရတယ်အဲ့လိုနဲ့မိုးဝေးတယောက်လေကားပေါ်တယောက်ထဲတက်လာခဲ့ပြီးဟေးမင်းကအရင်ကမိုးဝေးမဟုတ်ဘူးလားမင်းကဘာလို့ရုပ်ရက်ကြီးပြောင်းလဲတော့တာလဲကွာငါဘာလို့ပြောင်းလဲတော့တာလဲဆိုတာမင်းစောင့်ကြောင်မဟုတ်ဘူးလေအဲ့ဒါတွေကိုကြည့်နေကြတင်နေတာတွေကလည်းအံ့ဩတော့ခဲ့ကြပြီးဟေးအဲ့ဒီကောင်ငါတို့ကိုတိုင်းမြတ်တင်မင်းမလို့လားဟာသူတော်မှငါတို့ထက်တော့နေတာကြနေတာပဲကွာအဲ့လိုနဲ့တင်ထားတဲ့အကောင်လုံးမိုးဝေးကိုသဘောမကျပဲဖြစ်နေခဲ့ကြတယ်ညနေကိုရောက်လာတော့လူတယောက်ကိုတွေးရမှာပဲဖြစ်တယ်ဆက်ရက်ထဲမှာတော့ထုံးစံတိုင်းမိုးဝေးတယောက်တိုင်းမြတ်လေးကျင်နေခဲ့ပြီးခဏနေတော့လူတယောက်ရှိတဲ့ကိုကြားလိုက်ရတယ်မိုးဝေးကတော့သူ့ထောက်တစ်ချက်ဆွဲယူလိုက်ပြီးဟေးငါ့ကိုဘယ်ကောင်တက်ခတ်ရှင်တာလဲဟာအဲ့လိုနဲ့မိုးဝေးတယောက်သူ့စီလာတဲ့တင်နေတာနေရာစီကိုရောက်လာခဲ့တယ်ဟမ်သူငါတို့ရောက်လာတာကိုသိတော်တာလားဟာဒါနဲ့ဘာလို့ဓာတ်ကင်ထားရတာလဲဟေးမင်းတို့နေရာလူအိတ်ရှင်ကြီးပါကီစာရှိလို့ရောက်လာကြတာလဲပါကီစာရှိရမှာလဲမနေ့ကပြောထားတဲ့စကားကိုမိသွားပြီလားမင်းကငါတို့ကိုတိုင်းမြတ်တင်မေးလောက်အောင်မင်းကငါတို့ထက်တိုင်းမြတ်အရင်ရှင်ရှိလို့လားအော်အိတ်စာနဲ့ရောက်လာတာပေါ့လေကဲဆိုတော့မင်းတို့နေရာအခုချက်ချင်းဓာတ်ထုတ်လိုက်စမ်းအဲ့လိုနဲ့မူတယောက်အရှိကိုတက်လာခဲ့ပြီးတင်နေတာနေရာကလည်းဘာမှမစင်စားတော့ပဲသူတို့ရဲ့ဓာတ်တွေကိုတစ်ချက်ထုတ်လိုက်ပြီးအရှိကိုတက်လာခဲ့တယ်ဒါပေမဲ့လည်းမူကလည်းတိုင်းလဲကောင်းမှနောချင်နေပြီဖြစ်တာကြောင့်တစ်ချက်လေးနဲ့အပြီးဖုတ်ပြီးလိုက်ကသူ့အနောက်မှာရှိတဲ့ဟိုကောင်မှတခါတည်းအပြီးတက်ပြီးလိုက်ပါတော့တယ်နောက်ဆုံးတော့မူကိုအခန့်ရှင်တဲ့နေရာတော့မထနိုင်တော့ပဲမူကိုခဏကလှုပ်ခဲ့တာတွေအတွက်တောင်းပန်နေခဲ့တယ်ဒါပေမဲ့လည်းမူကတော့ဘယ်ရမလဲအဲ့ဒီကောင်ရဲ့အင်ကြီးကိုပါဆွတ်ကန်လိုက်ပြီးမလိုက်တော့အောင်ဆုံးမပေးလိုက်ပါတော့တယ်ကဲဆိုတော့မင်းတို့နေရာတော့အခန့်ရှင်ကြသည်လားနောက်ပြီးတော့ဒီအဖြစ်ပြက်နောက်ကဘာတူလဲဘတူမှမဟုတ်ပါဘူးကိုစိတ်နဲ့ကိုလာကြတာပါဘာလို့လဲဆိုတော့ခင်ဗျားကိုတိုင်းမြန်ဒီလောက်ထိတောက်မယ်လို့မထင်ထားလို့ပါအဲ့ဒီအတွက်လည်းကျွန်တော်တောင်းပန်ပါတယ်ကောက်မင်းကဒီကိစ္စကိုမိထားပေးမယ်လူတိုင်းကလည်းအမားနဲ့မကင်းပါဘူးအဲ့လိုနဲ့မူကြီးတယောက်ကလေးနှစ်ယောက်ကိုဆုံးမပေးလိုက်ကနေရာလုံးကအဆောင်စီကိုပြန်လွှတ်လိုက်ပါတော့တယ်ကျန်နေကတဲ့မူကြီးကတော့အပင်ပေါ်မှာချောင်းကြည့်တဲ့ကောင်ကိုအခုမင်းမစင်သေးလားဆိုပြီးပြောလိုက်ကအိုးမင်းကငါရှိနေတာကိုဘယ်လိုသိတာလဲသိတာပေါ့ဟာဟိုနေရာရောက်လာတဲ့ကမင်းကအပင်ပေါ်မှာကြည့်နေတာဆိုတာကိုလေတကယ်တော့အဲ့ဒီကောင်ကဘယ်သူလဲဆိုရင်တော့မူကြီးအရင်ဝိညာဉ်တုန်းကမူကြီးကိုဂယူးဆိုင်ပြီးတဲ့တုငယ်ချင်းကောင်းပဲဖြစ်တယ်တခြားသူတွေကတော့မူကြီးကိုမလီစားကြတယ်လို့စောက်ကြီးကိုလည်းမဆိုင်ကြတဲ့အချိန်မှာအခုရောက်နေတဲ့ကောင်ကတော့အဲ့လိုမဟုတ်ခဲ့ပဲမူကြီးကိုဂယူးဆိုင်ပေးခဲ့တဲ့လူတယောက်ပဲဖြစ်တယ်သူ့နာမည်ကဘယ်လိုခေါ်ရမလဲဆိုရင်တော့မူချောင်ပဲဖြစ်တယ်အခုလက်ရှိမှာတော့ခဏကအဖြစ်ပြက်ကြောင့်ချတော့တဲ့တိုင်းမြတွေကိုဘယ်လိုရလာတာလဲဆိုပြီးမေးနေခဲ့တယ်ငါကဘယ်ကတင်ရမှာလဲဟာတိုင်းမြစာအုပ်ကပဲတင်ထားတာပေါ့ငါမင်းက300အတွင်းမှာတတ်မှလာတယ်လို့ပြောချင်တာလားထားပါမင်းတိစရာမလိုပါဘူးကဲညလည်းနဲ့ပြီဆိုတော့ငါအိတ်တော့မယ်မင်းလည်းပြန်တော့အဲ့လိုနဲ့မူကြီးတယောက်မသိလို့ပဲထွက်သွားခဲ့ပါတော့တယ်ကျန်နေခဲ့တဲ့မူချောင်ရဲ့စိတ်ထဲမှာတော့ဒီကောင်ထူးဆက်နေပါလားဆိုပြီးတွေးနေခဲ့တာပေါ့တစ်ဖက်ကမူကြီးလက်ထက်ကနေအစော်ခံရတဲ့တင်နာနှစ်ယောက်ကတော့တင်နာတယောက်ကိုဖြစ်ကြောင်းကိုသိပြနေခဲ့တယ်ဟမ်ဘာပြောလိုက်တယ်ငါတို့စီနီယာကအရင်လိုမဟုတ်တော့ဘူးတိုင်းမြကိုလွတ်ဝဲထားတာလို့ပြောချင်တာလားအေးဟုတ်တယ်သူကငါတို့အရင်ကတိထားတဲ့စီနီယာမဟုတ်တော့ဘူးထင်တယ်နော်ဒါပေမဲ့တင်နာတယောက်ကတော့သူတို့ပြောတဲ့စကားကိုမယုံခဲ့ပါဘူးနောက်ရက်မှာတော့တိုင်းမြတင်မှုတော့ရောက်လာခဲ့ကြပြီးကဲအားလုံးတိုင်းမြတင်မှုတော့ကွင်းမြကိုရောက်လာရပြီဆိုတော့ငါမပြောချင်မှပြောတော့မယ်မင်းတို့ကောင်းနေအကုန်လုံးအားနေကြတယ်အဲ့ဒါကြောင့်လည်းအရှိခံရစပြီးပြန်ပြီးတော့တင်ယူရမယ်အဲ့လိုပြောလိုက်တော့အောက်မှာရှိတဲ့သူတွေကလည်းအရှိခံရစပြီးမတင်ချင်တော့တာကြောင့်စူရန်နေခဲ့ကြတာခဏတည်းကလူတယောက်ကအော်ထံကိုကြားလိုက်ရတယ်ဟေးမင်းပြောချင်တာကငါတို့အကုန်လုံးကအရှိခံစပြီးတင်ရမှာပေါ့လေအထိပ္ပယ်မရှိတာတွေမပြောနဲ့ကွာစင်မမရှိတဲ့မူကြီးကတော့ဟေးကောင်းဆုံးလေမင်းဒီလောက်တော့တိုက်တိရှိနေတယ်ဆိုရင်ဒီကစင်မကိုတက်လာခဲ့စမ်းအောက်မှာကြည့်နေတဲ့မူချင်းကတော့ဒီကောင်ဘာလို့ဖို့စဉ်းစားထားတာလဲဟာခဏကောင်ကတော့အပေါ်ကိုတက်လာခဲ့လိုက်ပြီးဟာဒီကောင်စောင့်ရန်ကိုဆရာကြီးလုံနေပါလားဟေးငါတို့ကပါကစ္စတန်နဲ့အရှိခံစပြီးတင်ယူရမှာလေဆိုတာကိုမင်းမတက်တည်ရှိလို့လားရှိစောက်စကားအရန်များတာပဲကွာမင်းခါမှရှိတဲ့ဓာတ်ကိုတစ်ချက်ထုတ်လိုက်ကွာယောက်ျားဆိုတာဓာတ်နဲ့ပဲဖြည့်ရှင်းရတယ်ဟေးအောက်မှာကြည့်နေကြတဲ့သူတွေအကုန်လုံးနားထောင်ကြမင်းတို့ကောင်တွေဘာလို့အရှိခံလူတာလဲဆိုတာကိုငါပြပေးမယ်နောက်ပြီးတော့ဒီကောင်လေးချတဲ့အချိန်ငါခြုံတော့ခဲ့ရင်မင်းတို့ရဲ့စီနီယာမလုပ်တော့ဘူးအောက်မှာကြည့်နေတဲ့မူချင်းကိုငါပေးလိုက်မယ်ဟေးမင်းပြောတဲ့စကားတွေကိုမမေးနဲ့နော်ဒီပါတကယ်လို့ငါနိုင်တော့မယ်ဆိုရင်တော့မင်းတို့ကောင်တွေအကုန်လုံးကိုဖင်ပြဲတဲ့အထိလေ့ကျင့်ပေးမယ်နောက်ပြီးတော့မင်းနဲ့တက်ခိုက်ဖို့အတွက်ကိုလည်းငါရှိတဲ့ကောင်မရွေ့ဘူးငါဒါမင်းနဲ့ချနေတဲ့အချိန်ငါရှိတဲ့ကောင်ယူထားခဲ့မယ်ဆိုရင်ငါရဲ့အချုံပဲဟေးမင်းစောက်ကြီးစောက်ရည်အရန်ပြောတာပဲကွာကိုလည်းအထင်နေကြည့်မနေနဲ့အောင်အဲ့လိုနဲ့စကားပြောနေတော့မူဝေစီကိုဓာတ်တစ်ချက်ထုတ်လိုက်ကဒါပေမဲ့လည်းအလေးသားတဲ့တိုင်ဝမ်ကမူဝေကိုအလုံးမဖြစ်ခဲ့ပဲတင်နေတာတယောက်ကမူဝေကိုအားရပါရချပါတော့တယ်အောက်မှာကြည့်နေကြတဲ့သူတွေကတော့မူဝေကိုစောင့်ရတဲ့အအောင်နေခဲ့ပြီးဘာလို့လဲဆိုရင်တော့ဟိုကောင်နဲ့တက်ခတ်နေတာတော့မှ6လောက်ဒီကိုမရွေ့ပဲတက်ခတ်နေတာကြောင့်မလို့ပဲဖြစ်တယ်ဟိုကောင်ကတော့သူ့မှာရှိတဲ့မြအားအကုန်ထုတ်နေခဲ့ပြီးမဲ့လည်းမူဝေရဲ့အင်ဂျီစားလေးတော့မှမထိပဲဖြစ်နေခဲ့တယ်အောက်မှာကြည့်နေတဲ့ကောင်မတွေကလည်းမူဝေကဒီလောက်တော့တိုင်းမြတော်လာဆိုပြီးအောင်နေခဲ့တယ်မူကြောင်ကလည်းအတူတူပါပဲသူ့တုငယ်ချင်းကအရှင်သူတွေမှာပါကစ္စတန်နဲ့တက်မာရတာလဲဆိုပြီးစဉ်းစားလို့မရဖြစ်နေခဲ့တယ်ဟဲ့မင်းကဒါအကုန်ပဲလားဟာရှိဒီကောင်ဆုံးကဖင်ကောင်းကျဲလိုက်တာကွာမူဝေကတော့စကားအပေါ်မပြောချင်တော့ပဲသူ့သားကနည်းနည်းအာယူလိုက်ပြီးဟိုကောင်ကိုတီးစုပ်ပြလိုက်ပါတော့တယ်မူဝေနေရာကိုရကျင်တဲ့မူချင်းဆိုတဲ့ကောင်ကလည်းပါဇက်ဟုန်လာကြီးဖြစ်နေခဲ့တာပေါ့ဘာလို့လဲဆိုရင်တော့မူဝေတယောက်ဟိုကောင်ကိုအဆမ်းမပြတ်ရိုက်တက်နေတာကြောင့်မလို့ပါဟူတော်ပြီးဟေးအောက်မှာကြည့်နေကြတဲ့ကောင်တွေမြင်ကြတယ်မဟုတ်လားအဲဒါကြောင့်မင်းတို့ကအခုချက်ချင်းဓာတ်ထုတ်လိုက်စမ်းအောက်မှာကြည့်နေကြတဲ့သူတွေကလည်းသူတို့ဓာတ်တွေကိုတစ်ချက်ထုတ်လိုက်ပြီးမူဝေကလည်းအခုချက်ချင်းပဲမင်းတို့တိုင်းပြည်ကတင်ဖို့အတွက်စားတော့မလားဆိုပြီးပြောပါတော့တယ်တကယ်တော့မူဝေတယောက်ဘာလို့ဒီလိုလုပ်တာလဲဆိုရင်တော့သူအရင်ဘွားတော်ကသူအရန်ရှိရတဲ့သူငယ်ချင်းက
သူ့ကိုမတည်ခင်ဂီရီတောင်းဆိုခဲ့တာကြောင့်မလို့ပဲဖြစ်တယ်အခုလက်ရှိမှာတော့မူဟေတယောက်သူ့တငယ်ချင်းဂီရီကိုတီးဖို့အတွက်လှုပ်ဆောင်နေခဲ့ပြီးနောက်ရက်မှာတော့တင်နာရတွေကိုလူနဲ့မတူကလေ့ကျင့်ခန်းတွေကိုတင်မိနေခဲ့ပါတော့တယ်ရှီစောင်းရောက်မောတာပဲကွာငါဒဏ်ရာတွေကအခုထိနာနေသေးတယ်တစ်ဖက်ကမူဟေဘက်မှာတော့တင်နာရတွေကိုခဏပစ်ထားခဲ့ပြီးတိုင်းပြည်တွေရှိတဲ့စာကြည့်တဲ့ထဲကိုတွားနေခဲ့တယ်နောက်ဆုံးမှာတော့ရောက်လာခဲ့ပြီးရောက်ချင်းမှာပဲဦးလေးကြီးတယောက်ကိုမြင်လိုက်ရကဒီကလေးသူကဘလူးလဲဆိုရင်တော့ဒီဟိုတော်ခေါင်းရဲ့ခေါင်းဆောင်ပဲဖြစ်တယ်နှုတ်ဆက်ပါတဲ့ခိုင်းခေါင်းဆောင်အဲ့လိုနဲ့မူဟေတယောက်တိုင်းပြည်စာအုပ်ကိုဖတ်ဖို့အတွက်တွားနေခဲ့ပြီးဟဲ့မူဟေငါရဲ့တပည့်တွေကမြို့ရဲဆန်ခဲ့တဲ့ဆိုဟန်ဒီစက်မအောင်ငါဟိုကောင်သုံးကောင်ဆော်ထဲလိုက်တယ်တိတော်တာများလားစီနီယာကတော့ငါတောင်းမှပါတယ်ကွာမြို့ငါတပည့်တွေကရဲဆန်ခဲ့လို့ရပါတယ်ကျွန်တော်ကိုခင်ဗျားလုတ်ခိုင်းထားတဲ့ဆရာပဲလေအဲ့ဒါကြောင့်ကျွန်တော်လည်းအတန်းနိုင်ဆုံးလုတ်ပေးခဲ့ရမှာပေါ့အဲ့လိုပြောခံရတဲ့ခိုင်းခေါင်းဆောင်ကလည်းအံ့ဩတော့ခဲ့ပြီးမူဟေကိုပြူးပြဲလဲကြည့်နေခဲ့တယ်ဘာလို့လဲဆိုရင်တော့မူဟေအရင်ကနဲ့မတူတာကြောင့်မလို့ပါကဲငါမင်းကိုနောက်ဆက်ပြီးတော့ပြီးထင်တယ်အဲ့ဒါကြောင့်ငါတွားတော့မယ်နော်အဲ့လိုနဲ့မူဟေတယောက်ဒီခိုင်းမှာရှိတဲ့တိုင်းမြတွေကိုအကုန်လုံးကိုလိလာနေခဲ့ပါတော့တယ်ဘာလို့လဲဆိုရင်တော့သူအင်ဘွားတော်ကတင်ခွဲတဲ့တိုင်းမြတွေကသူကိုယ်တိုင်လှုပ်ထားတဲ့တိုင်းမြဖြစ်နေခဲ့ပြီးသူကိုယ်တိုင်ပဲလိလာခဲ့တာကြောင့်မလို့ပါဒါပေမဲ့အခုလက်ရှိမှာတော့မတူတော့ပဲအရင်ကထပ်ဖို့တန်မအောင်လှုပ်ဖို့အတွက်ဒီအစာအုပ်တွေကအထောက်အကူဖြစ်လာမှာပဲဖြစ်တယ်ဟာငါအရင်ကတိုင်းမြတွေနဲ့ဒီစာအုပ်မှာရေးထားတဲ့တိုင်းမြတွေအကုန်လုံးကိုပေါင်းစည်းလိုက်မယ်ဆိုရင်တော့ငါအရင်ကထပ်ဖို့တန်မလာမှန်းနဲ့တူတယ်အဲ့လိုနဲ့မူဟေတယောက်ညရောက်တဲ့အချိန်ဒီတိုင်းမြတွေစာအုပ်တွေကိုလိလာနေခဲ့ပြီးနောက်ဆုံးမှာတော့ပြီးတော့ပါတော့တယ်နောက်ရက်မှာတော့အကြီးကဲတွေအကုန်လုံးအစည်းအဝေးလုပ်နေတာကိုမြင်ရမှာပဲဖြစ်တယ်ဘလို့အစည်းအဝေးလုပ်နေတာလဲဆိုရင်တော့သူ့ရဲ့ခိုင်းခွဲဖြစ်တယ်လက်ဆက်တော်ပန်းခိုင်းရအခက်အခဲဖြစ်နေတာကြောင့်အစည်းအဝေးလုပ်နေခဲ့တာပဲဖြစ်တယ်ဟဲ့ငါအထင်ကွာငါတို့ခိုင်းခွဲကိုကူညီဖို့အတွက်ငါတို့ရဲ့တင်နန်းတာလီယောက်ကိုလွတ်ရင်မကောင်းဘူးလားအေးဟုတ်တယ်သူပြောတာငါထောက်ခံတယ်ကဲဆိုတော့မင်းဘ누구ကိုလွတ်ဖို့စိတ်ကူထားလဲငါလွတ်ရှင်တဲ့သူကတော့မူဟေကိုလွတ်ရှင်တာပဲအဲ့လိုပြောလိုက်တော့နားထောင်နေကြတဲ့အကြီးကဲတွေအကုန်လုံးအံ့ဩတော့ကြပါတော့တယ်ဘာလို့လဲဆိုရင်တော့မူဟေကဒဏ်ရာရထားတာမကြသေးတာကြောင့်မလို့ပါဟဲ့မင်းအဆင်ပြေပါမလား तू ဒဏ်ရာရထားတာမကြသေးဘူးလေအေး तू အဆင်ပြေမှာပါအဲ့လိုနဲ့ခိုင်းကောင်းဆောင်ဆုံးဖြတ်ချက်ချလိုက်တာကြောင့်ဘယ်သူမှမကန့်ကွက်ရတော့ပဲမူဟေနဲ့အတူတူကျန်တဲ့3ယောက်ပါလာခဲ့တယ်သူတို့တွေကဘယ်သူလဲဆိုရင်တော့တင်ထားရတွေထဲကကောင်းမလေးတယောက်ရဲ့မူဟေကိုဂီယူဆိုင်ပြီးတဲ့တုံငယ်ချင်းကြီးရဲ့မူဟေကိုမနာလို့လည်းမူချင်းတို့ပဲဖြစ်တယ်ဟူစိတ်မှကြည်လင်တော့တာပဲကွာငါအပြင်ရောက်ပြီဆိုတော့အရက်လေးဘာလေးတောက်ရင်မကောင်းဘူးလားကွာအဲ့လိုတွေးနေတော့အနောက်မှာရှိတဲ့ကောင်းမလေးကလည်းမင်းနောက်မှာရှိတဲ့ကြက်တာကင်ကိုငေးနေခဲ့တာပေါ့ဟဲ့ငါတို့အပြင်ထွက်ကအဆဆာဖို့မဟုတ်ဘူးနော်ငါတို့မစ်ရှင်ပြီးမှစားတော့ဆိုင်ကိုတွားကြတာပေါ့အဲ့လိုနဲ့မူဟေတို့၄ယောက်တော့သူတို့ရဲ့ဂိုင်းခွေကိုတွားနေခဲ့ကခဏနဲ့လူတယောက်ကကောင်းမလေးဝင်တိုက်ပြီးတော့ခဲ့တယ်ဟဲ့ကောင်းမလေးမင်းအရင်ဝင်တိုက်ကြလေအဲ့တော့တောင်းမှန်တင်တာမဟုတ်ဘူးလားဘာပြောရဲမင်းငါ့အရင်ဝင်တိုက်တာလေအဲ့လိုနဲ့ကောင်းမလေးနဲ့ဦးလေးချိုးတောင်းတော့စကားများနေခဲ့ကြကရှီစောက်အစ်မရှိတဲ့ဒူးစဲဓမ္မတွေကများအဲ့လိုနဲ့ကောင်းမလေးတို့စကားများလေတော့ဘီနောက်မှရှိတဲ့ကောင်ကတော့ကောင်းမလေးရင်နောက်အငန်မရချောင်းကြည့်နေခဲ့ကခဏနေတော့ဟဲ့မင်းဘယ်လိုကြည့်နေတာလဲမင်းမျက်လုံးကန်းကြည့်နေတာလားမကန်းချင်ဘူးဆိုရင်အခုချက်ချင်းထွက်လာလိုက်ကြစောက်မြောက်သားတွေကများဘာငါတို့ကမြောက်သားဆိုတာသူကဘလူသိတာလဲဟာဟုတ်ပါတယ်တကယ်တော့မူဝေတယောက်ဘလူသိတာလဲဆိုရင်တော့သူအရင်ခဏကုန်တုန်းကကလေးကချစ်ကဘာနဲ့6တော့ခဲ့တာကြောင့်မလို့ပဲဖြစ်တယ်ဟေးငါတောင်းပန်ပါတယ်အဲ့ဒါကြောင့်မင်းရဲ့ဓားလေးကိုချပေးပါလားမဟုတ်ဘူးခင်ဗျာတောင်းပန်ချင်တာမဟုတ်ဘူးဟိုကောင်မတောင်းပန်ရင်သူ့ရဲ့မျက်လုံးကန်းမိုးတာအစင်းလေးပြင်ထားတော့ဘာသူကြည့်ရလဲဟိုကောင်ရဲ့မျက်လုံးကိုတကယ်လုံးမဲ့ပုံပဲဟာအဲ့လိုနဲ့ဆိုင်ဆိုတောင်းပန်လိုက်ပြီးထွက်ပြေကုန်ကြပါတော့တယ်ကဲငါတို့ရဲ့ဖိုက်လေးစားပြီးဆိုတော့ဒီနောက်မှာရှိတာစားတော့ဆိုင်တနေရာဝင်ကြရအောင်အဲ့လိုနဲ့မူရဲ့အနောက်မှာကြည့်နေကြတဲ့မူချင်းကတော့ဟမ်သူအရင်ကငါတို့ကိုစားတော့ဆိုင်မတော်ဘူးလို့ပြောထားတာမဟုတ်ဘူးလားအခုကပါကစ္စတန်နဲ့တော်မလို့လဲဟာထားပါလေသူအရန်ခက်ခဲကြိုးစားနေတာနေမယ်အဲ့လိုနဲ့မူတို့အကုန်လုံးစားတော့ဆိုင်ရောက်လာခဲ့ကြကစားတော့လည်းပြီးဆုံးတော့ပါတော့တယ်ဟဲ့ငါမင်းတို့ကိုပြောစရာစကားရှိတယ်ဘာလို့လဲဆိုရင်တော့လမ်းမမှာတွေ့ရတဲ့ကောင်းတွေကဒူးစဲရဲ့ဓမ္မတွေပဲတနည်းပြောရင်သူများရဲ့ပစ္စည်းတွေကိုခိုးပြီးတော့သူတို့အကျိုးအတွက်တုံကြတဲ့လူတွေပဲဒါပေမဲ့သူတို့ကဘယ်မှာနေတာလဲဆိုတော့ငါတိတိကျမသိဘူးဟုတ်ပါတယ်ဒါပေမဲ့ငါတို့ကိစ္စနဲ့ဘာမှမဆိုင်ဘူးလေအေးဟုတ်တယ်မင်းပြောတာဘာမှမဆိုင်ပေမဲ့ငါဒီနေ့သူတို့ရဲ့တီနေရာကိုမေးပြီးမနေ့ဖြန်ညသူတို့အဖွဲ့အကုန်လုံးကဆုံးမပေးမလို့ပဲအဲ့လိုနဲ့ညနေကိုရောက်လာတော့မူဟေတယောက်ဝင်းုံချင်ဝေးလိုက်ကဒေါင်းစားခိုင်းကိုတယောက်ထဲဝင်လာခဲ့တယ်ဟဲ့ဟိုမှာဘာတူလဲမသိဘူးတယောက်ထဲရက်နေတယ်မူဟေကတော့သူ့သားကိုတစ်ချက်ထုတ်လိုက်ပြီးငါယူလာခဲ့တဲ့အစားအသောက်တွေကိုထိရင်မင်းတို့ရဲ့လက်တွေကိုပြက်ပြီးပဲဆိုပြီးချိန်ချောက်လိုက်ပါတော့တယ်အဲ့လိုချိန်ချလိုက်တာကြောင့်လူကြားတွေကနေအဖူကြီးတယောက်ကအပြင်ကိုထွက်လာခဲ့တယ်တကယ်လို့သူကဘာတူလဲဆိုရင်တော့ဒေါင်းစားအလုံးထဲမှာခိုင်းကောင်းဆောင်ပဲဖြစ်တယ်မူဟေကတော့ဒေါင်းစားခိုင်းကောင်းဆောင်တွေ့ရတာကြောင့်သူ့သားကိုတစ်ချက်တိန်လိုက်ကအယိုတွေပေးလိုက်ပါတော့တယ်ဟိုဘက်ကခိုင်းကောင်းဆောင်ကလည်းအယိုတွေပေးလိုက်ပြီးဘိုက်ကစားရှိလို့လဲဆိုပြီးပြောလိုက်ကမူဟေကတော့ပါကိစ္စရောက်လိုက်တာလဲဆိုရင်တော့ဒီအောက်ဒူးစဲဓမ္မတွေကဘယ်မှာနေတာလဲဆိုတဲ့တီနေရာကိုတီးနေတာကြောင့်မလို့ရောက်လာရတာပဲဆိုပြီးပြောပြပေးလိုက်တယ်အဲ့လိုနဲ့အချိန်အနှဲငယ်လောက်ကြာလာတော့မူဝေနဲ့အဖူးကြီးတို့နှစ်ယောက်တော့စကီနီတော့ခဲ့ကြကအော်လက်ဆက်တော့မင်းကသူတို့ရဲ့ကိုယ်ခံပညာဘယ်လောက်ထိဆွမ်းလဲဆိုတာကိုသိချင်တာကြောင့်မလို့ပေါ့လေအေးဟုတ်တယ်သူတို့ရဲ့တီနေရာကိုသိချင်တာကလည်းငါရဲ့လက်ရည်ကိုဆမ်းဖို့အတွက်ပဲအဲ့ဒါကြောင့်မင်းတီနေရာကိုတိလာဆိုပြီးမေးလိုက်တယ်အဖိုးကြီးကလည်းတိတာပေါ့ဆိုပြီးသူတို့ရဲ့တီနေရာကိုပြပေးလိုက်တယ်အဲ့လိုနဲ့နောက်ရက်မှာတော့မူဝေတယောက်တိတ်ခုခံမှာမိုးကောင်းကိုကြည့်နေခဲ့ပြီးဟာငါနောက်ဆုံးတော့သူတို့ရဲ့တီနေရာကိုရထားပြီးအဲ့ဒါကြောင့်ညနေကျရင်လှုပ်ရှားရတော့မှာပဲနေုံငါမတော်ခင်ဒေါင်းစားစီကယူလာတဲ့အရက်တွေတောင်းရအောင်မှာပဲကွာတကယ်တော့မူဝေတယောက်မနေ့ညတုန်းကဒေါင်းစားနဲ့စကားပြောနေတော့ဒေါင်းစားတို့ဂိုင်းမှာရှိတဲ့အရက်ကိုမြင်ဆန့်ကြည့်ရင်နဲ့အကြိုက်တွေ့တော့တာပဲဖြစ်တယ်ဟမ်ငါဒီခန်းထဲမှာအရက်နဲ့ရနေတယ်လို့ပဲဟဲ့မင်းတို့တော့ညနေရောက်ပြီဆိုတော့ငါတို့အဲ့ဒီကောင်တွေကိုဆုံးမကြရအောင်အဲ့လိုနဲ့စကားပြောတယ်လို့ကောင်းမလေးကတော့မူရင်ခရင်အောက်မှာဖွက်ထားတယ်ပလင်းတွေကိုမြင်လိုက်ရပြီးဟဲ့မူရင်မင်းအရက်တောက်ထားတာလားအရက်တောက်တာမကောင်းဘူးနော်အဲ့ဒါမင်းစောက်ကြောင်မဟုတ်ဘူးလေကွာငါအရက်တောက်တာမင်းနဲ့ဘာဆိုင်လို့လဲနောက်ပြီးတော့သူတို့ရဲ့တီနေအောင်ငါတိထားပြီးပြီကွာအော်ဟုတ်လားအဲ့ဒါဆိုရင်သူတို့ကငါတို့နဲ့ပါကစ္စရှိလို့သူတို့ကိုတော်တိုက်ရမှလဲရှင်းပြပေးလို့ရမလားဟုတ်တယ်ကျမတို့မှာအကြောင်းရင်းမရှိပဲနဲ့သူတို့ကိုတော်တိုက်ရင်မကောင်းဘူးလို့ထင်တာပဲဟုတ်တယ်ကျွန်တော်လည်းထောက်ခံတယ်ဘာလို့လဲဆိုရင်တော့သူတို့ကိုတော်တိုက်တာထားပါအောင်ကျွန်တော်တို့က၄ယောက်နေနဲ့သူတို့အကုန်လုံးမနိုင်ဘူးထင်တာပဲအေးပါမင်းတို့စကားအများတာပဲသူတို့ကငါတိုက်ရတဲ့အကြောင်းရင်းငါပြောပြမယ်အကြောင်းရင်းကတော့ဘာလို့လဲဆိုရင်တော့ငါတို့သူတို့ကိုအခုချက်ချင်းမတိုက်ခိုင်းရင်သူတို့ကငါတို့ခံဝင်ရဲဆလာလိမ့်မယ်အဲ့ဒါကြောင့်အခုချက်ချင်းတိုက်တင်တာမဟုတ်ဘူးလားတကယ်တော့မူဟေတယောက်ရဲ့စိတ်ထဲမှာတော့အဲ့လိုမဟုတ်ပဲညီအောင်လူစိတ်ဓမ္မတွေရဲ့တိုက်မိရ
တွေကိုဘယ်လောက်ထိရှိလဲဆိုတာကိုသိချင်တာကြောင့်မလို့သွားမလို့ပဲဖြစ်တယ်အခုလက်ရှိမှာတော့မူဝေတယောက်အရှိမရက်နေတဲ့3ကလုံးကိုအထိပ္ပယ်မရှိတဲ့အကြောင်းရင်းကိုပြောပြပေးလိုက်ကဟိုကောင်3ကလည်းအတီကြီးထင်သွားပြီးတော့ဖို့အတွက်ကိုလက်ခံပေးလိုက်ပါတော့တယ်ဟဲ့ငါတခုမီးစက်ရှိတယ်သူတို့ရဲ့ခိုင်းကိုတော့တိုက်မှာတော့ဟုတ်ပါရဲ့သူတို့ခိုင်းရင်ခေါင်းဆောင်ကဘာလို့လဲဆိုရင်တော့အနီအောင်မြေခွေးပဲအဲ့လိုပြောလိုက်တော့ချင်းနေကြတဲ့3ကတော့အန်အောင်တော့ကြပါတော့တယ်ဘာလို့လဲဆိုရင်တော့အနီအောင်မြေခွေးကစောင်းရုံကျန်တဲ့ကောင်မလို့ပါငါထင်ပြောရရင်ကွာငါတို့4ယောက်နေသူတို့ခိုင်းကအကုန်လုံးကိုမနိုင်ဘူးလို့ထင်တာပဲနိုင်တာမနိုင်တာငါတို့ကိစ္စမဟုတ်ဘူးငါကတော့တော့မှာပဲအဲ့ဒါကြောင့်မင်းတို့လိုက်ရှင်လိုက်မလိုက်ရှင်နေဟိုက3ကလည်းမတတ်နိုင်တော့ပဲမူဝေကိုယုံကြည်လိုက်ကမူဝေနောက်ကိုလိုက်တော့ကြပါတော့တယ်နောက်ဆုံးမှတော့ရောက်လာခဲ့ကြပြီးရောက်ချင်မှပဲမူဝေကတော့မြေောက်လောကဓာတ်ရဲ့ဂိတ်တဘောပေါက်ကိုချိုးပေါက်ပြလိုက်ပါတော့တယ်သူဘာလို့လိုက်တာလဲဟာငါသူ့ကိုယုံကြည်ထားတာလေအဲ့လိုနဲ့အထက်မှာရှိတဲ့ကောင်တွေကလည်းဘယ်သူလဲဟာဆိုပြီးစုငယ်တော့ကြကမူဝေနောက်ကိုလိုက်ခဲ့ကြတဲ့ကောင်တွေကလည်းကြောင်တော့ခဲ့ကြပါတော့တယ်တစ်ဖက်မှာတော့ဆရာတယောက်အရှိကိုတက်လာခဲ့လိုက်ပြီးသူတို့ကြီးရတာတော့အသက်ငယ်သေးတဲ့ပုံပဲဘာလို့ငါတို့ကိုမကြောက်ပဲလာရဲတာလဲအဲ့လိုနဲ့သူ့တောက်တစ်ချက်ထုတ်လိုက်ပြီးအရှိကိုတက်လာခဲ့လိုက်တယ်အဲ့စောက်ကလေးတွေမင်းတို့ဘာကိစ္စနဲ့ငါတို့ရဲ့ဂိတ်တဘောပေါက်ကိုဖျက်ဆီးရတာလဲဘာကိစ္စလဲဆိုတော့မင်းတို့ရဲ့ဒုစရိုက်ဓမ္မတွေအကုန်လုံးကိုဖမ်းဖို့အတွက်ငါဖျက်ဆီးလိုက်တာပဲကွာအဲ့ဒါကြောင့်မင်းကလက်ချက်နဲ့တိတ်ဖို့လာပြင်ထားတော့သူစိတ်လွတ်သွားပြီလားငါတို့ကလူအင်ကအရန်များတာနော်မင်းတို့က4ယောက်ပဲရှိတာမန်တက်မနေနဲ့ဟဲ့ကောင်တွေငါတို့ဒဇက်မတ်တွေကဘယ်လောက်ထိရက်ဆက်လဲဆိုတော့မင်းတို့4ယောက်ကိုပြပေးရတာပေါ့ကွာအဲ့လိုနဲ့မူရီကိုတက်ခိုက်ဖို့အတွက်မူရီတို့အရှိကိုတက်လာခဲ့လိုက်ကကောင်းမလေးကလည်းရုတ်တရက်လူကြားထဲမှာထန်ရထားပြီးမြေပုံမှာမောက်ရဲလဲနေတဲ့လူ2ယောက်ကိုမြင်လိုက်ရကရှက်ဆိုတော့အရှိကိုပြေးတတ်တော့ပါတော့တယ်နောက်ဆုံးမှတော့ရောက်လာခဲ့ပြီးအဲ့ဒီမှာယောက်ျားတယောက်ကသူ့မိန်းမကိုကောက်ဝဲပြီးနေတာကိုမြင်လိုက်ရပါတော့တယ်အဲ့ဒါကိုမြင်လိုက်ရတဲ့ကောင်းမလေးကတော့စိတ်တူသွားခဲ့ပြီးခဏနေတော့လူစိတ်ဓမ္မတွေကလည်းကောင်းမလေးနောက်ကိုရောက်လာခဲ့ကြတယ်ကောင်းမလေးကလည်းဘယ်ရမလဲသူ့ရဲ့တိုင်ပညာကိုထုတ်ထုတ်လိုက်ပြီးအနောက်မှာရှိတဲ့မူရဲလူ2ယောက်ကလည်းကောင်းမလေးနောက်ကိုရောက်လာခဲ့လိုက်ကဝိုင်းခံလိုက်ရပါတော့တယ်ဟေ့သူတို့2ယောက်ကအရှင်နေမကောင်းဘူးငါတို့သူတို့ကိုတမတ်တော့ခေါ်ရင်မကောင်းဘူးလားဟာမင်းတို့ကသူတို့ကိုခေါ်ထားမလို့လားမင်းတို့ရဲ့အခုအရှင်တွေကိုလည်းကြည့်လိုက်အောင်အဲ့ဒီအဖြစ်ပဲအနောက်မှာကြည့်နေတဲ့မူတွေကတော့ဟူစိတ်ပြက်ပါတယ်ကွာမင်းတို့ကောင်လေးလူသားတွေကိုတော်တော်ရက်စတာပဲအဖိုးကြီးရဲ့စိတ်ထဲမှာတော့ဒီကောင်သူ့ရဲ့သူငယ်ချင်း2ယောက်တော့မှအရှိကိုတတ်တော့တာကိုနည်းနည်းတော့မလုပ်ဘူးဒီကောင်ဘာကောင်လဲဟာအဲ့လိုနဲ့အဖိုးကြီးတရားမူခေကိုဂီဟုမဆိုင်ပဲကောင်းမလေးတို့ကိုအရင်တက်မယ်ဆိုပဲအနောက်ကိုပြီးတော့ပါတော့တယ်သူငါ့ကိုမတိုက်ဘူးလားဟာတစ်ဖက်ကမူချင်းဖက်မှာတော့သူများရဲ့တက်ခက်ချက်တွေကိုရှောင်နေခဲ့ပြီးခဏနဲ့တော့အင်အားကြီးမမျှတာကြောင့်အကန်ခံလိုက်ရကလူတယောက်ကဒါနဲ့ခုတ်တော့မဲ့အချိန်မီကာလာနိုင်ခဲ့တယ်အဲ့ဒါကိုအဝေးမှကြည့်နေတဲ့မူခေကတော့တခြားသူတွေရဲ့တိုင်းမြတို့လေ့လာနေခဲ့ပြီးတစ်ဖက်ကမူချင်းဖက်မှာတော့လူဘလောက်ပဲများပါစေအေးဆေးလေးကြိုက်တွန်းနေတဲ့ကိုမြင်ရမှာပဲဖြစ်တယ်ခဏနဲ့တော့ထူးဆိုင်ဓမ္မတယောက်ကအရှိကိုတက်လာခဲ့လိုက်ပြီးဒါနဲ့ခုတ်ဖို့လုပ်ပါတော့တယ်ဒါပြိမဲ့လည်းမူချင်းကတော့ဓာတ်ခိုင်တဲ့လက်ကိုပြန်ကန်လိုက်ပြီးလက်တီတစ်ရှစ်စာကျွေးပေးလိုက်ပါတော့တယ်အဲ့ဒါကိုမြင်လိုက်ရတဲ့အဖိုးကြီးကတော့မူချင်းကိုချိန်သွားခဲ့ပြီးအဲ့ဒီကောင်ကဒီအဖွဲထဲမှာအင်အားအကြီးဆုံးဆိုပြီးထွင်တော့ပါတော့တယ်ထင်ရှင်းမှာပဲအဖိုးကြီးကအနောက်ကိုပြေးလာခဲ့ကဝေနောက်ကိုပြန်ရောက်လာခဲ့တယ်ဟာမင်းတို့ထဲမှာမင်းကအားအနည်းဆုံးမဟုတ်ဘူးလားငါတိသွားပြီကွာခဏနေတော့တိတ်မကြလိုက်ပဲအဖိုးကြီးတယောက်မြေကြီးပေါ်မှာအဝါပြီးခံရပါတော့တယ်အဲ့ဒါတွေကိုအဝေးကနေမြင်နေတဲ့ဒူးဆိုင်ဓမ္မတွေကတော့သူတို့ရဲ့ဆရာကိုတစ်ချက်ထန်နဲ့ရက်ထည့်လိုက်တာကြောင့်အကုန်လုံးကမူဝေကိုချိန်သွားခဲ့ကြပါတော့တယ်ဒီလောက်တော့ဆောင်းအားကြီးတာလားငါမင်းကိုကြိုက်သွားပြီကွာအောက်မှာကြီးနေတဲ့မူဝေတော့အဖွဲကတော့သူတို့ချနေကြတဲ့ဒူးဆိုင်ဓမ္မတွေရဲ့ခေါင်းဆောင်ပဲဖြစ်နေခဲ့တယ်နောက်ဆုံးတော့ထွက်လာခဲ့ပြီပဲငါမင်းကိုစောင့်နေတာအနီအောင်မြေခွေအိုးဟိုမင်းတို့ကောင်းနေငါနာမည်ကိုတိနေပါလားငါအရင်ခုန်ယူပါတယ်ကွာစောက်ဖို့မပြောနဲ့အဖိုးကြီးမင်းရဲ့နာမည်ကိုတိတာကလည်းမင်းနေကမှတိတာနောက်ပြီးတော့ငါအားနေတဲ့ကောင်းနေတဲ့စကားတိတ်ပြီးအကြိုင်မပြောချင်ဘူးတော်ကားခံရတဲ့အဖိုးကြီးကလည်းသူတောက်နေတဲ့ယူနီချမ်းကိုအောက်ကိုပြချလိုက်ကဟူငါကိုလည်းလှုပ်ချလို့ရတော့မှာပဲအဲ့လိုနဲ့မမြင်လိုက်တဲ့အချိန်မှာပဲအဖိုးကြီးရဲ့နောက်ကိုရောက်လာခဲ့လိုက်ကအဖိုးကြီးရဲ့နောက်စီကိုတွဲထည့်ပေးလိုက်ပါတော့တယ်အဲ့လိုနဲ့အဖိုးကြီးပြောင်မူခေနားကနေအနောက်ကိုချမ်းစလို့ပြန်ဆုပ်လိုက်ကဒါပေမဲ့လည်းနောက်ကျတာပဲဖြစ်တာကြောင့်မူခေတယောက်အဖိုးကြီးကိုခဏလေးအတွင်းမှာဒါနဲ့ပိုင်ဆုပ်ပြလိုက်ပါတော့တယ်အပိုက်ခံရတဲ့အဖိုးကြီးကလည်းဘယ်ရမလဲလေကြောက်တော့မဲ့အချိန်မှာပဲအသိစိတ်ဝင်လိုက်ကသူ့ရဲ့ဓာအဖုံကိုတစ်ချက်ထုတ်လိုက်ပြီးခံချမ်းမပြောင်းသူ့ရဲ့ခဏကိုတက်လည်တော့ပြထိန်လိုက်ပါတော့တယ်ဟာငါကက်တီလေးတီတော့မယ်လို့ထင်တော့တာပဲနောက်ပြီးတော့ဒီကောင်ကဘာကောင်လဲဟာအသက်ငယ်လေးနဲ့ဒီတော့ကြမ်းနေရတယ်လို့ကွာအဖိုးကြီးဘက်မှာတော့ပေါ်ခွန်တက်လိုက်ပြီးမူခေကိုတစ်ချက်ပိုင်းလိုက်တယ်နောက်တစ်ချက်ပြန်ပိုင်းတယ်အဲ့လိုနဲ့မူခေဘက်ကအတာရသွားပြီးသူ့ရဲ့လက်ဖော်အားနဲ့အဖိုးကြီးရဲ့ရင်ဘက်ကိုတွယ်ဆိုးပြလိုက်ပါတော့တယ်အဝေးကျရောက်သွားတဲ့အဖိုးကြီးကတော့ဟာသူ့ရဲ့လက်တစ်ဖက်ကဒီလောက်တော့ပြင်းလာလားဟာသူ့ကငါအသေးအသေးချနေတာကတော့မဖြစ်နိုင်ဘူးကွာအဲ့လိုနဲ့အဖိုးကြီးတယောက်သူ့ရဲ့အတွေ့တွေကိုခဏရလိုက်ပြီးသူ့သားကိုရေကြီးစုပ်ကန်လိုက်ကသူ့မှရှိတဲ့အစွမ်းတွေကိုအကုန်လုံးထုတ်တော်မှုအတွက်အရှိကိုတက်လာကြပါတော့တယ်စိုင်းကိုကြီးမားတဲ့မက်ကျအစွမ်းတွေကိုမြင်လိုက်ရတဲ့မူခေရဲ့တုံငန်းချင်းတွေကတော့မူခေကိုစိတ်မှုနေခဲ့ကြပါတော့တယ်ဒါပေမဲ့လည်းမူခေကတော့အဲ့ဒီမက်ကျအစွမ်းတွေကိုမချောင်ပဲထိတ်တုံးမဲ့ဆိုပြီးသူ့သားနဲ့တစ်ချက်ထဲပိုင်းစုပ်ပြလိုက်ပါတော့တယ်ဟဲ့အနီအောင်သားတော့မင်းရဲ့အနီအောင်သားတိုင်းကတော့ကောင်းပါတယ်ဒါပေမဲ့လိုအပ်ချက်တွေကိုကြံနေတယ်အဲ့ဒါတွေကိုကြားလိုက်တဲ့အဖိုးကြီးကတော့သူ့ရဲ့ဓာတ်တိုင်းကိုတီးနေတာကြောင့်အန်အောင်တော့ခဲ့ပြီးအန်အောင်နေတော့မှမူခေတယောက်အရှိကိုတက်လာခဲ့လိုက်ကအဖိုးကြီးအနောက်ကိုမတီးတဲ့အချိန်မှာပဲရောက်တော့ပါတော့တယ်သူငါ့ကိုဓာတ်နဲ့ခုတ်လိုက်တာလားဟာဘယ်အချိန်တုန်းကလည်းဟာငါတော့မမြင်လိုက်ဘူးအဲ့လိုနဲ့ခဏနေတော့အလင်းနဲ့တစ်ခုပေါ်လာခဲ့ပြီးအဖိုးကြီးရဲ့စပင်တစ်ချက်နဲ့ပါးကိုပါထိတော့ပါတော့တယ်ငါဘယ်တော့မှသူ့ခုတ်ချက်ကိုခံလိုက်ရတာလဲဟာအဲ့လိုနဲ့လူငယ်တယောက်ကသူ့ရဲ့အစပါမျောစသားနေတာကြောင့်အရန်ကိုထော်တာခဲ့ပြီးသူ့ရဲ့ဓာတ်တိုင်းကိုနောက်တစ်ချက်ပြန်သုံးပါတော့တယ်မူခေကတော့သူ့ရဲ့ဓာတ်တိုင်းကိုအသားလေးဖယ်ချလိုက်ကအဖိုးကြီးကအဝေးကိုလွတ်ထွက်တော့ပါတော့တယ်အဲ့ဒီအဖြစ်အပျက်ကိုကြည့်နေကြတဲ့ကောင်တွေကတော့သူတို့တိုက်ခိုက်နေတာကိုရက်လိုက်ကမူခေတို့တိုက်ပွဲကိုပြုတ်ပြည့်ကြည့်နေကြပါတော့တယ်မူခေဘက်မှာတော့အဖိုးကြီးကိုပွဲတိုင်းလိုက်ကအဖိုးကြီးတယောက်ဘာမှမတတ်နိုင်တော့ပဲလဲကြောက်တော့ပါတော့တယ်ဟာငါအခုလိုဖြစ်တာငါရဲ့ဆရာတွေကဒီတိုင်းထိုင်ကြည့်နေမယ်လို့ထင်နေတာလားကွာအဲ့တော့ငါကဘာလုပ်ရမှာလဲငါကကြောက်ရမှာလားစောက်ဖို့တွေအရင်ပြောတာပဲကွာအဲ့လိုနဲ့မူခေတယောက်တစ်ချက်စောက်ကန်လိုက်ပြီးအဲ့ဒီအဖြစ်အပျက်ကိုကြည့်နေတဲ့ပထမအတိခံရတဲ့အဖိုးကြီးတယောက်ကြည့်နေခဲ့တယ်ဒါပေမဲ့သူ့ဘက်ကောင်ပါလာမှကြောက်တော့ကြောင်အစကအတိုင်းသူ့ရဲ့ကောင်မြေကြီးပေါ်မှာထည့်လိုက်ပြီးမိလဲချင်အောင်ဆောင်းနေပါတော့တယ်ခဏတော့မူခေတယောက်ရောက်လာခဲ့ပြီးအဖိုးကြီးကိုဆွဲကန်လိုက်ကဟဲ့မင်းရဲ့လူတွေ
တွေအကုန်လုံးကိုစက္ကန့်နဲ့မှစုခိုင်းလိုက်အဲ့လိုနဲ့ခဏလေးကြာလိုက်တော့မူဝေပြောတဲ့အတိုင်းမူဝေအရှိမဒူးဆိုင်ဓမ္မတွေအကုန်လုံးစုထားပါတော့တဲ့ဟဲ့မင်းတို့ခိုးထားတဲ့ပစ္စည်းတွေကစောင်းရုံများတာပဲကွာကဲဆိုတော့ငါရှင်းရှင်းပဲပြောမယ်မင်းတို့ခိုးပြီးလူရဲခဲ့တဲ့ပစ္စည်းတွေအကုန်လုံးကိုပိုက်ရှင်ထံကိုပြန်ပေးလိုက်ကြတကယ်လို့တော့မင်းတို့ထွက်ပြေးမယ်လို့စဉ်းစားထားရင်တော့ငါလက်ထက်မှာတီးဖို့ပဲပြင်ထားကြအဲ့လိုနဲ့အဖိုးကြီးနဲ့ဒူးဆိုင်ဓမ္မတွေအကုန်လုံးဘာမှကိုမတတ်နိုင်တော့ပဲမူဝေပြောတဲ့အတိုင်းလုပ်ပါတော့တဲ့ဟဲ့မင်းတို့တွေကသူတို့ခိုးခဲ့တဲ့ပစ္စည်းတွေကိုပြန်ပေးရမပေးဘူးလားဆိုတော့ကိုမင်းတို့ကစောင့်ကြည့်ကြအဲ့လိုနဲ့မူဝေပြောတဲ့အတိုင်းနောက်ရဲမှာတော့ဒူးဆိုင်ဓမ္မတွေလူရဲခဲ့တဲ့ရွှေတွေအကုန်လုံးကိုပိုက်ရှင်လက်ထက်ကိုပြန်ပေးကြပါတော့တဲ့အဲ့လိုပေးနေတာကိုလည်းတကယ်ပေးလားမပေးလားဆိုတာကိုမူဝေပြောထားတဲ့အတိုင်းကြံနေတဲ့တုံးအောင်စောင့်ကြည့်နေခဲ့တာပေါ့အဲ့လိုနဲ့ဒူးဆိုင်ဓမ္မတွေကိစ္စကလည်းပြီးသွားခဲ့ပြီးညတညမှာတော့မူဝေတီးအောင်သူ့လူတုံးအောင်ကိုခေါ်လိုက်ကငါတို့ခိုင်ခေါင်းဆောင်ခိုင်ထားတဲ့မင်းရှင်ကိုမနှက်ဖင်ကြိုင်တွားချတာပေါ့ဆိုပြီးပြောလိုက်တယ်မူချင်းမူချောင်ကောင်းမလေးတုံးကလည်းသူတို့ရဲ့တကယ်မင်းရှင်အတွက်ခွက်တွေကိုမြောက်လိုက်ကခီးဆက်ဖို့တဲ့ ready ဖြစ်နေခဲ့ပါတော့တဲ့ဒါပေမဲ့လည်းတစ်ဖက်ကမူချင်းဘက်မှာတော့အထူးတွေဝင်လာခဲ့တယ်ဘာလို့လဲဆိုရင်တော့ဟိုနေ့တုံးကတိုက်ပွဲမှာမူဝေတယောက်စောင့်ရင်ကိုများတဲ့မက်ချက်အစွမ်းတွေကိုဘာမှမဟုတ်သူတို့နဲ့ကပြလိုက်တာကြောင့်မလို့ပါအဲ့လိုနဲ့နောက်ရက်မှာတော့ကောင်းမလေးတယောက်လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ဖို့အပြင်ကိုတယောက်ထဲထွက်လာခဲ့တယ်ထွက်လာချင်းမှလူတယောက်ခေါ်တယ်ကိုကြားလိုက်ရကချဲ့စတော့အန်အော်တော့ပါတော့တယ်ဘာလို့လဲဆိုရင်တော့သူ့ကိုခေါ်လိုက်တဲ့ကောင်းမလေးကဟိုနေ့ညတုန်းကသူ့ခဲ့တဲ့ကောင်းမလေးဖြစ်နေတာကြောင့်မလို့ပါအဲ့လိုနဲ့ကောင်းမလေးကလည်းသူ့ကိုခဲ့ပေးတဲ့အတွက်ကျေးဇူးတင်စကားပြောလိုက်ကကျေးဇူးတင်စကားကိုကြားလိုက်တဲ့ကောင်းမလေးကလည်းအရန်ကိုပြောလာခဲ့ပြီးမျက်ရည်ပါထွက်လာခဲ့တာပေါ့အကေခံရတဲ့ကောင်းမလေးရဲ့တမီးကလည်းသူ့အမျိုးခဲ့ပေးခဲ့တဲ့အတွက်ကျေးဇူးတင်လိုက်ပြီးတမီးကြီးလိုက်ရင်လည်းမမလူသူရဲ့ကောင်းဖြစ်လာရမယ်ဆိုပြီးပြောလိုက်ပါတော့တယ်အပြုတ်ခံရတဲ့ကောင်းမလေးကလည်းပိုးလို့တော့ပြောလာခဲ့တာပေါ့အဲ့လိုနဲ့နောက်ရက်မှာတော့သူတို့ခိုင်ကောင်းဆောင်ခိုင်ထားတဲ့မင်းချင်းအတွက်၄ယောက်တော့တောကြပါတော့တယ်နောက်ဆုံးမှာတော့ရောက်လာခဲ့ပြီးတကယ်တော့ဒီနေရာကဘေးနေရာလဲဆိုရင်တော့မူဝေတို့ခိုင်ရဲ့ခိုင်ခွဲပဲဖြစ်တယ်တစ်ဖက်မှာလည်းကောင်းလေး၂ယောက်တော့ရဲဖြစ်နေခဲ့ကြပြီးကလေးတွေအကုန်လုံးကသပင်အဖြူနဲ့ကောင်းလေးကိုဝိုင်းပြီးအနိုင်ကျင့်နေခဲ့တယ်ခဏနေတော့လက်တီတစ်ချက်ပဲထုတ်ခံလိုက်ရပြီးနောက်တစ်ချက်ပြန်ဆုံပွဲလုပ်တော့လူတယောက်သားလိုက်တယ်အဲ့လိုသားလိုက်တဲ့သူကဘယ်လိုလဲဆိုရင်တော့လမ်းကျော်လို့ဝင်လာခဲ့တဲ့မူဝေပဲဖြစ်တယ်ဟိတ်ဆက်ကိုလည်းအရန်ကိုတက်တိရှိနေပါလားကောင်းလေးကတော့ဘာမှမပြောနိုင်တော့ပဲချဲ့စလို့ထွက်ပြေးသွားကြပါတော့တယ်ကျန်နေခဲ့တဲ့သပင်ဖြူကောင်းလေးကလည်းမူဝေကိုခါဝါပြူလိုက်ပြီးကျွန်တော်နာမည်ကလင်းဆန်းလုံးခေါ်ပြီးဖူးဝင်းစားခိုင်းကပါငါတို့ကတော့မင်းတို့ခိုင်းရဲ့ဒုက္ခတွေကိုဖြည့်ချင်းပေးဖို့လို့ရောက်လာတဲ့မူဝေပဲဟဲ့ဟဲ့မင်းအဆင်ပြေရဲ့လားခဏကအမင်းထိုးခံလိုက်ရတော့ငါတွေးလိုက်တယ်ရပါတယ်ဗျာကျွန်တော်တို့ခိုင်းနဲ့အမှန်တရားခိုင်းကတခါတည်းလေးအဆင်ပြေကြဘူးအော်လက်စစ်တော့အမှန်တရားခိုင်းငါတို့ခိုင်းခွေကိုလူကျင်တာပေါ့လေအဲ့လိုနဲ့ကောင်းလေးကမူဝေတို့ကိုသူတို့ရဲ့ခိုင်းစီကိုခေါ်လာပေးလိုက်ကနောက်ဆုံးမှတော့ရောက်လာခဲ့တယ်ရောက်ရှိမှပဲခိုင်းအောင်ဆောင်ကတော့အပြုံထွက်လာခဲ့ပြီးမူဝေကိုချူချူနေခဲ့တယ်ဟိတ်သားလေးမင်းသူတို့ခေါ်လာခဲ့တာလားအရန်ကိုတော်တာပဲဒီကောက်ကောင်းလေးကမူဝေရောက်လာတဲ့ခိုင်းအောင်ဆောင်ရဲ့တားပဲဖြစ်တယ်ခဏနေတော့မူဝေတို့အကုန်လုံးအစည်းအဝေးခန်းမထဲကိုရောက်လာခဲ့ကြတယ်ရောက်ရှိမှပဲခိုင်းအောင်ဆောင်ကတော့မင်းတို့ကငါပြက်နေတာကိုဖြည့်စင်မိုးရောက်လာတာဆိုတော့ငါသိပါတယ်ကွာဒါပေမဲ့မင်းတို့လုပ်ပြီးစရာမလိုပါဘူးပြန်လိုက်တော့ဆိုပြီးပြောလိုက်ပါတော့တယ်အပြုတ်ခံရတဲ့မူဝေကလည်းခင်ဗျားဘာတွေကြောက်နေတာလဲဆိုတာကိုကျွန်တော်မသိဘူးဒါပေမဲ့ဒီအဖြစ်အပျက်ကိုကျွန်တော်အနေနဲ့ကျွန်တော်ဖြည့်ချင်းမဲ့ဆိုပြီးပြောလိုက်တယ်အဲ့လိုနဲ့နောက်ရက်မှာတော့မူဝေတို့၄ယောက်တော့စားတော့ဆောင်ရောက်လာခဲ့ကြတယ်တစ်ဖက်ကစားတော့နေကြဦးလေးကျွန်း၂ယောက်ဘက်မှာတော့လူတယောက်ဝင်တိုက်တာခံရပြီးဝင်တိုက်တဲ့ဦးလေးကြီးကတော့ပြန်တောင်းဝင်လိုက်ကဟုတ်တကယ်ပါပဲကြီးမြတ်တဲ့အမှန်တရားခိုင်ကတော့ကွာအဲ့ဒီအဖြစ်အပျက်ကိုကြည့်နေတဲ့မူဝေရဲ့စိတ်ထဲမှာတော့ကြည့်ရတာတော့အမှန်တရားခိုင်တွေကဒီခိုင်အတွင်းမှာထမအေးအေးဆေးဆေးနေနေကြတာပဲဟဲ့မင်းတို့တုံးကငါဘာလို့မင်းတို့ကဝင်မပါကြနဲ့နော်အဲ့လိုနဲ့ဦးလေးကြီးတို့၂ယောက်တာခဏကဝင်တိုက်လိုက်တဲ့ကောင်စီကိုရောက်လာခဲ့လိုက်ကဟဲ့မင်းစောနကငါတို့ရဲ့ခိုင်ကိုစော်ခါလိုက်တာမလားဟုတ်တော့ဘာဖြစ်လဲငါတို့ပိုင်တဲ့နေမျိုးကိုမင်းတို့ကောင်တွေကဘာလို့ကျူးကျော်နေတာလဲအပြောခံရတဲ့ဦးလေးကြီးကလည်းမခံနိုင်တော့ပဲအဲ့ဒီကောင်ကအနောက်ကိုဆွဲပစ်လိုက်ကတက်ဖို့အတွက်ဓာတ်ပါထုတ်လိုက်ပါတော့တယ်အဲ့ဒါကိုမြင်လိုက်တဲ့မူဝေကလည်းချဲ့ဆိုတော့သူ့ရဲ့သူနဲ့ချောင်းနဲ့အဲ့ဒီကောင်ပြစ်ထိုက်လိုက်ပါတော့တယ်ဘာတူလဲကွာငါ့ကိုမြန်လှုပ်ရထိတဲ့မူဝေကတော့စကားတွေအပူမပြောပဲရှီကန်ချက်ကျွေးလိုက်ပြီးအကူကြနေတဲ့ဓာတ်တစ်ချောင်းကိုပါကောက်ကန်လိုက်တယ်ဟဲ့သူ့ဓာတ်ကိုကြည့်ရတာဟိုတောင်ခိုင်ကကောင်တွေဟာသူတို့ကဘာကိစ္စနဲ့ဒီကိုရောက်လာတာပါလေဟဲ့မင်းစကားကိုစကားနဲ့ပြောလေဘာလို့မင်းရဲ့ဓာတ်ကိုထုတ်လိုက်တာလဲဘာလဲတက်ရှင်လို့လားငါအဲ့ဒီကောင်မတက်ပါဘူးအဲ့ဒီကောင်ချင်းချောင်းကိုတက်ပဲမူဝေကတော့စကားအပေါ်မပြောချင်တော့ပဲအဲ့ဒီဦးဒီကျဲဓာတ်ကိုဆွဲယူလိုက်ပြီးဟဲ့မင်းတို့အမှန်တရားခိုင်ကောက်ဆောင်ကိုပြောလိုက်ငါတို့ရဲ့ခိုင်ကိုတောင်းမဲ့ဖို့လာခဲ့လို့မလာဘူးဆိုရင်တော့မင်းတို့ခိုင်ကကောင်နဲ့အကုန်လုံးငါရဲ့ဓာတ်ချက်စာမိပြီပဲဟုတ်ကဲ့ပါဆရာအဲ့လိုနဲ့ပြက်တနာကလည်းပြီးဆုံးတော့ပါတော့တယ်အဲ့ဒီအပြစ်ဖက်ကိုကြည့်နေတဲ့မူဝေတုံငယ်ချင်းတောင်းကတော့မူဝေကိုလူရောဟုတ်ရလားဆိုပြီးအတင်းနေတုံနေခဲ့တာပေါ့အဲ့လိုနဲ့မနက်ဖြန်ကိုရောက်လာခဲ့ပြီးရောက်ချင်းမှပဲအဖိုးကြီးနဲ့လူငယ်တွေအများကြီးမူဝေရောက်နေတဲ့ဖုန်းဆက်ခိုင်းစီကိုတွားချပါတော့တယ်တစ်ဖက်ကမူဝေဖက်မှာတော့ခိုင်ကောက်ဆောင်နဲ့စကားပြောနေခဲ့ပြီးမူဝေကတော့သူမနေ့ကခစားတော့ဆိုင်မှာဖြစ်ခဲ့တဲ့အကြောင်းနဲ့ခဏနေကျရင်သူတို့ရောက်လာလိမ့်မယ်ဆိုတဲ့အကြောင်းကိုပြပြလိုက်ကခိုင်ကောက်ဆောင်ကအရန်အောင်တော့ပါတော့တယ်ဘာလို့လဲဆိုရင်တော့အဲ့ဒီခိုင်ကကောင်တွေကသူ့ရဲ့သားအကြီးကိုပါတက်ခဲ့တာကြောင့်မလို့ပါအခုလက်ရှိမှာတော့ခိုင်ကောက်ဆောင်တရားသူ့ရဲ့သားငယ်ကိုအတက်ခံရမှဆိုပြီးမူဝေကိုအော်ပါတော့တယ်မူဝေကတော့ဒီပြဿနာကျွန်တော်လုပ်ခဲ့တာအတွက်ကျွန်တော်ဖြေရှင်းလိုက်မယ်အဲ့ဒါကြောင့်ခင်ဗျားကြောက်စရာမလိုဘူးဆိုပြီးပြောလိုက်ကခိုင်ကောက်ဆောင်ကလည်းဘာမှကိုမတက်နိုင်တဲ့ကြောင့်မူဝေပြောတာကိုလက်ခံလိုက်တယ်အဲ့လိုနဲ့ခဏနေကြတော့အမှန်တရားခိုင်ကကောင်တွေကမူဝေတို့ရဲ့ဂိမ်းပေါင်တော့ရောက်လာခဲ့ကြကခဏနေတော့မူဝေနဲ့ခိုင်ကောက်ဆောင်ကလည်းအပြင်ကိုထွက်လာခဲ့လိုက်ပြီးဟဲ့မင်းငါတစ်ပြစ်တို့စောတော့ဆိုင်မှာအချက်ခွဲခဲ့တဲ့ဆိုဟုတ်တာပေါ့ခင်ဗျားတို့ကလည်းဒီခိုင်ကိုတိမ့်မရှင်တာမို့လို့ဒီကခိုင်ကောက်ဆောင်ကိုချင်းချောင်းနေတာမဟုတ်ဘူးလားအမှန်တရားကိုကြားလိုက်ရတဲ့တစ်ဖက်ကခိုင်ကောက်ဆောင်ကလည်းမခံနိုင်တော့ပဲသူ့သားကိုထိုးလိုက်ပြီးဒီမှာတင်မူဝေကိုတက်ဖို့လှုပ်ပါတော့တယ်ဒါပေမဲ့လည်းမူဝေကတော့ဟဲ့အဖိုးကြီးစိတ်အေးထားပါကွာအဲ့လိုစကားပြောဖို့တော့ဝင်ကြပါအောင်အဲ့လိုနဲ့မူဝေတို့လည်းအကုန်လုံးခမ်းမဆောင်ထဲကိုရောက်လာကြပါတော့တယ်ရောက်အချင်းမှခိုင်ကောက်ဆောင်ကတော့အမှန်တရားခိုင်ကကောင်တွေကိုကြောက်နေခဲ့တယ်မူဝေကတော့ဒီပြဿနာကိုသူရင်စခဲ့တာကြောင့်သူကိုယ်တိုင်ဖြေရှင်းဖို့တော့စကားဆပြီးပြောပါတော့တယ်ဟဲ့အဖိုးကြီးမင်းမကျင်နိုင်ရင်ငါတို့စီစဉ်ထိုးရင်မကောင်းဘူးလားအဲ့လိုပြောလိုက်တော့အဖိုးကြီးကလည်းထားရပါတော့တယ်ဟဲ့မင်းယူမြတ်သွားပြီလားငါတို့စီစဉ်လို့စင်ခေါ်တယ်ပေါ့လေဟဲ့ခိုင်ကောက်ဆောင်ခင်ဗျားရဲ့သားလဲစီစဉ်ထိုးပွဲမှာတည်တော့တာမမတ်သေးဘူးလားအဲ့လိုပြောလိုက်တော့ခိုင်ကောက်ဆောင်တရားမျက်နှာတော့မမော့ရတော့ပဲအရန်ကိုကြောက်နေခဲ့တယ်အဲ့ဒါကိုမြင်လိုက်တဲ့မူဝေကလည်းအရှိနေကိုသဘောပေါက်တော့ခဲ့ကဟဲ့မင်းစကားပြောနေတာကြည့်ပြောစီခြင်းနဲ့ဒါနဲ့ဒီကခိုင်ကောက်ဆောင်နဲ့ခင်ဗျားနဲ့ဘဒူတန်မှာလဲဆိုတာကိုစီစဉ်ထိုးရင်ရောဟာမင်းယူနေတာမဟုတ်ဘူးနော်ငါပြောမယ်ငါသူနဲ့စီ
စီရင်ထုံးမဲ့ထားပါအောင်မင်းနဲ့ကြတော့ဘလူးနဲ့စီရင်ထုံးမှလဲငါဘက်ကရပါတယ်မင်းကြိုက်တဲ့သူကိုခေါ်လို့ရတယ်ဟဲ့မင်းမကြောက်ဘူးလားငါတို့ကမင်းနဲ့စီရင်ထုံးမဲ့လူကိုလူတဲ့သမားကိုငားမှာနော်အေးပါမင်းစိတ်ကြရလှုပ်ပါကွာတန်တယ်ခင်ဗျားတားငယ်နဲ့ဒီခိုင်းရဲ့တားငယ်နဲ့စီရင်ထွေးမကောင်းဘူးလားဟာခင်ဗျားနဲ့ဒီကခိုင်းကောက်ဆောင်2ယောက်တည်းမလုံးတော့ဒီပဲအဲ့တားငယ်နဲ့မင်းတို့ခိုင်းကတားငယ်နဲ့စီရင်ထုံးမဲ့ပေါ့ငါသဘောတူတယ်ကွာအဲ့လိုနဲ့ခိုင်းကောက်ဆောင်တဲ့အစီအစဉ်နဲ့သဘောတူလိုက်ကတောင်း9ရက်နေကျရင်စီရင်တို့စမယ်ဆိုပြီးပြောလိုက်တယ်အဲ့လိုနဲ့ပြောချင်းမှပဲရှန့်ဆိုလို့ထွက်လာပါတော့တယ်ကျန်တဲ့ခိုင်းကောက်ဆောင်ကတော့ဟေးမင်းပြောနေတဲ့အချိန်ငါဘာမှမပြောခဲ့ပေးမယ်ငါတားငယ်ကတက်ခိုက်နိုင်ပါမလားငါတားငယ်လဲငါတားကြီးလို့တီသွားရင်ဘယ်လိုလုပ်မလဲကဲငါတို့စကားပြောနေမှအစားလေ့ကျင့်ခိုင်းအောင်လုပ်ကြရအောင်အဲ့လိုနဲ့ခဏနေတော့အပြင်ဘက်မှာမူဝေတယောက်ခိုင်းကောက်ဆောင်ကလေ့ကျင့်ပေးဖို့အတွက်လေ့ကျင့်ကနေစပါတော့တယ်ဟေးခင်ဗျားပြင်မှမို့စောလုံးသေးတဲ့နော်အဲ့လိုနဲ့နောက်ရက်မှာလည်းခိုင်းကောက်ဆောင်တယောက်မူချင်းတဲ့အတူလေ့ကျင့်နေခဲ့တဲ့တစ်ဖက်ကခိုင်းကောက်ဆောင်ရဲ့တားငယ်ဆုံးဘက်မှာတော့9ရက်နေကျရင်စီရင်ထိုးမဲ့အကြောင်းကိုစဉ်းစားနေခဲ့တဲ့အဲ့လိုစဉ်းစားနေတော့ခဏတော့မူဝေတယောက်ရောက်လာခဲ့ပြီးဟေးမင်းဒီအတိုင်းထိုင်နေတော့မှလားစီရင်ထိုးဖို့အတွက်မလေ့ကျင့်ချင်ဘူးလားအဲ့လိုနဲ့မူဝေတယောက်အောက်မှာရှိတဲ့ကြောက်ခဲကိုကောက်ကွန်လိုက်ပြီးအဝိတင်နေကိုပြစ်ထည့်ပေးလိုက်တယ်ကြောက်ခဲတက်ခဲလဲတောင်မှဒီလောက်ထိအပြင်းနာကိုမြင်လိုက်ရတဲ့ကောင်လေးကလည်းအယံဝအောင်တော့ခဲ့တာပေါ့ကဲမင်းကိုခံပညာကိုတင်မွန်စိတ်ဝင်စားဘူးလားအဲ့လိုနဲ့ကောင်လေးကလည်းစီရင်ထိုးပွဲမှာနိုင်ဖို့အတွက်သဘောတူလိုက်ပြီးအဲ့လိုနဲ့နောက်ရက်မှာလည်းခိုင်းကောက်ဆောင်တဲ့ကောင်လေးတို့နှစ်ယောက်တာမူဝေအရှိမဒူးထောက်ပြီးရောက်လာခဲ့ကြပါတော့တယ်ဟေးခိုင်းကောက်ဆောင်မင်းမနေ့တုန်းကလေ့ကျင့်ခဲ့တဲ့ပုံစံနဲ့အတွင်းအားတွေတူတက်ခဲ့တယ်မလားအေးမင်းပြောမှငါတတိထားမိလိုက်တယ်မူဝေကတော့စကားအပုံမပြောချင်တော့ပဲသူ့သားကိုတစ်ချက်ထုတ်လိုက်ပြီးကဲမင်းတို့3ယောက်ငါ့ကိုတခါတည်းဝင်တိုက်လို့ရတယ်အဲ့လိုနဲ့မူဝေတို့တုံငယ်ချင်း3ယောက်နဲ့မူဝေနဲ့တိုက်ခိုက်ဖို့လုပ်ပါတော့တယ်သူတို့အကုန်လုံးနဲ့မူဝေတယောက်ထဲနဲ့ငါရှိမှတိုက်ပြမလို့လားဟာသူဒီလောက်တော့အဆွမ်းထက်တာလားမူဝေကတော့ဟေးမင်းတို့နှစ်ယောက်ငါရဲ့ကိုနေကိုဟန်ကိုချပွေထားကြဒါပြည့်ရင်မင်းတို့နှစ်ယောက်ပဲအဲ့လိုနဲ့မူဝေတို့တုံငယ်ချင်း3ယောက်တော့တခါတည်းအရှိကိုတက်ခါတည်းတက်လိုက်ခဲ့ကြကမူဝေကိုစတင်တက်ခဲ့ကြပါတော့တယ်မူဝေကတော့ကောင်းမလေးတက်ခဲ့ချက်ကိုချောင်းလိုက်ပြီးတစ်ချက်ဆောက်ကန်လိုက်ကမူကြီးကလည်းအရှိကိုပြန်တက်လာခဲ့တယ်တက်ရှိမှပဲမူဝေကတော့မကြောက်မရွံ့ပဲသူ့သားကိုဘယ်လိုသုံးရမလဲဆိုတာကိုပြပါတော့တယ်ဓာတ်ရိုအတာလေးလွဲနေတဲ့မူဝေကိုကြည့်နေခဲ့ကြတယ်တာဖာနှစ်ယောက်ကတော့စောင်းရင်ကိုအံ့ဩနေခဲ့ပြီးမူဝေဘက်မှာတော့ဓာတ်လွဲတကလည်းအဆုံးတက်လိုက်ကသူ့သားအဖုံနဲ့မူချောင်အဆုံးတက်ပေးလိုက်ပါတော့တယ်ကျန်နေခဲ့တဲ့မူကျင်ဘက်မှာတော့မူဝေတယောက်ထဲတက်လာခဲ့လိုက်ပြီးအိမ်မင်းဓာတ်ရီကတော့အရင်ထက်ပိုကျန်းလာပါတယ်ဒါပေမဲ့မလုံလောက်သေးဘူးအဲ့လိုနဲ့ခဏနေတော့မူဝေဓာတ်တဲ့ချောင်းကမူချင်းရဲ့လေပုံရောက်သွားခဲ့ကပြန်မွေးကလည်းပြီးဆုံးတော့ပါတော့တယ်ကဲမင်းတို့နှစ်ယောက်ငါဓာတ်ခိုင်တဲ့ပုံစံကိုမက်ထားတယ်မလားအဲ့ဒါဆိုရင်မင်းတို့ရဲ့တာအဖငါ့တက်ခက်ချက်တွေကိုချောင်းရလိမ့်မယ်အဲ့ဒါမှလည်းအားနေတဲ့ကောင်လေးစီကတက်ခက်ချက်ကိုချောင်းနိုင်မှာမင်းတို့ရဲ့ဦးစားပေးကငါ့ကိုတက်ဖို့ပဲအဲ့လိုပြောချင်းမှပဲကောင်လေးကတော့မြေကြီးကိုဆွတ်ကွန်လိုက်ပြီးမူဝေကိုတက်ခဲ့ဖို့အတွက်အရှိကိုတက်လာခဲ့ကသူ့ဓာတ်ကိုထုတ်လိုက်ပြီးမူဝေကိုတက်ဖို့လုပ်ပါတော့တယ်အရန်ကိုကောင်းတယ်သူတက်တိကလည်းမနေဘူးပဲအဲ့လိုနဲ့တက်လာတဲ့ကောင်လေးကိုသူ့ခြေထောက်နဲ့ကန်လိုက်ပြီးကျန်တဲ့ခိုင်ဟောက်ဆောင်ကတော့သူ့ဓာတ်ကိုစိတ်ပူနေခဲ့ကခဏနေတော့မူဝေရဲ့ဓာတ်ကလေပင်နောက်ရောက်လာခဲ့တယ်ရောက်ချင်းမှပဲခိုင်ဟောက်ဆောင်ကတော့သူ့ဓာတ်အဆင်ပြေနေဆိုပြီးစိတ်ပူနေခဲ့တယ်ဟေးတိုက်ပွဲတစ်ခုမှရန်သူကိုဂူးမဆိုင်ပဲကို့ဓာတ်ကိုစကားပြောနေအောင်မလားစောက်ပူနေမလှုပ်ကြနဲ့ကွာအဲ့လိုနဲ့မူဝေတယောက်ခိုင်ဟောက်ဆောင်နဲ့ကောင်လေးတို့နှစ်ယောက်တော့ညရောက်တိတက်ခက်ကြပါတော့တယ်ကဲခိုင်ဟောက်ဆောင်ခင်ဗျားကျုံးတဲ့တကယ်တက်ခက်ရင်အချိန်314ချိန်ချုံနေပြီနော်ခင်ဗျားမျက်လုံးတွေကတုတ်ပြန်နေဆိုအရန်ကိုနေနေတယ်ကဲနောက်တစ်ခေါက်ပြန်တိုက်ကြတာပေါ့ငါရွှေ့တော့မထွက်သေးဘူးအဲ့လိုနဲ့မူဝေတို့နဲ့ခိုင်ဟောက်ဆောင်တို့နှစ်ယောက်တာမူဝေကိုအတဲနဲ့တက်ခက်ကြပါတော့တယ်နောက်ရက်ကိုရောက်လာတော့လေညနေဆောင်တဲ့အထိမူဝေနဲ့တက်ခက်နေခဲ့ကြကအတဲတဲ့လေးချင်းကြပါတော့တယ်တစ်ဖက်ကစီရင်ထုတ်ပဲလက်ခံထားတဲ့အမန်တရားခိုင်ကောင်းဆောင်ဘက်မှာတော့လူတယောက်ကိုစကားပြောနေခဲ့တယ်ဟဲ့ခင်ဗျားပြောချင်တာကကျုပ်ကိုစီရင်ထုတ်ဘက်မှာပါစီချင်တာလားတေဟုတ်တာပေါ့ဟိုကောင်မူဝေဆိုတဲ့ကောင်ကိုတင်ခန်းစာပေးခြင်းလို့ဟာအန်ဟောစရာပဲကျုပ်သူ့ကိုတက်မိဒုက္ခမရောက်ပါဘူးနော်မရောက်ပါဘူးကွာငါဖြစ်ချင်တာကလည်းအဲ့ဒီကောင်မူဝေကိုစီရင်ထုတ်ဘက်မှာတက်ဖို့ပဲလေအဲ့လိုနဲ့တစ်ဖက်ကမူဝေဘက်မှာတော့ငါရဲ့လည်းကြာတော့ပြီဖြစ်တာကြောင့်မနေ့ပြန်စီရင်ထုတ်ဖို့အတွက်ခေါင်းမိုးပေါ်ကနေစဉ်းစားနေခဲ့တယ်မနေ့ကရောက်လာတော့လေစီရင်ထုတ်ဘက်ကစတင်လို့လာခဲ့ပြီးပထမဦးဆုံးစီရင်ထုတ်မဲ့သူကတော့မူဝေတင်ပြပေးခဲ့တဲ့ကောင်လေးနဲ့အစာကသူ့ကိုနိုင်စားခဲ့တဲ့ကောင်လေးတို့နှစ်ယောက်အရှင်ပြိုင်ချမှာပဲဖြစ်တယ်ဟေးမင်းရဲ့မျက်နှာကဒဏ်ရာကိုကြည့်ရတာစောင့်ရင်မတနာစရာကောင်းလို့နေဘူးလားငါစကားအပုံပြောချင်ဘူးကွာဒါနဲ့ဘာလို့တစ်တာဒါနဲ့တက်ခဲ့ရတာလဲတကယ်ဒါအစင်နဲ့တက်ခဲ့ချင်တာကိုဟေးမင်းဘာတွေပြောနေတာလဲငါတို့ဒါအစ်စ်ကင်မဲဆိုရင်မြို့ငါတက်မိလိုက်မယ်ရှိဘာတော့ငါ့ကိုလိလူရှုနေတာပေါ့လေကဲမင်းတို့နှစ်ယောက်စကားမများနဲ့တော့စီရင်ထုတ်ပွဲမှာဘယ်သူနိုင်ပါစေဒါပြိုင်ပွဲပဲမူဝေကတော့ဟိုနောက်မှာရှိတဲ့ကောင်ကိုတစ်ချက်ကြည့်လိုက်ပြီးအော်အဲ့ဒီကောင်နဲ့ငါ့ကိုတက်ခိုက်မှာပေါ့လေကဲဒါဆိုရင်ပထမစီရင်ထုတ်ပွဲကိုတစ်တာဒါနဲ့စတင်ကြမယ်ကျန်တဲ့ပြိုင်ပွဲနှစ်ခုကတော့ဒါအစင်နဲ့တက်ခိုက်ရမယ်ကဲပြိုင်ပွဲကိုစကြတာပေါ့အဲ့လိုနဲ့ပြိုင်ပွဲကိုစစချင်းမှပဲဟိုဘက်ကကောင်လေးကအရင်ဆုံးစတင်လှုပ်ရှားကစပယ်ဖြူနဲ့ကောင်လေးကိုတွေ့ဖို့လုပ်ပါတော့တယ်ကောင်လေးရဲ့စိတ်ထဲမှာတော့ဟမ်ဒီကောင်ရဲ့တက်ခိုက်ချက်တွေကဘာလို့အရင်နေရတာလဲဟာအော်ငါသဘောပေါက်ပြီးမူဝေဆိုတဲ့ကောင်နဲ့ရှင်ဒီကောင်ကဘာမှမပေါက်တတ်ဘူးအဲ့လိုနဲ့သူ့သားကိုတစ်ချက်ရွလိုက်ကချမ်းဆိုတော့ဟိုကောင်ရဲ့ဘိုက်ကိုထိုးဆိုးပြစ်လိုက်ပါတော့တယ်ခံနေရတဲ့ကောင်လေးတယောက်ဖိဖိမင်းကဲပါဆိုဖြစ်တော့ပါတော့တယ်အာနာလိုက်တာကွာဒီကောင်ဘယ်တော့ကမှဒီလောက်ထိမြန်နေရတာလဲဟာမဖြစ်ဘူးငါဒီပြိုင်ပွဲကိုနိုင်ရမယ်အဲ့လိုနဲ့ပြန်ထားလာခဲ့ပြီးခဏရှိမှမင်းနောက်တစ်ချက်ပြန်စော်ထဲလိုက်ကဟေးမင်းဒီလောက်ပဲရတာလားမင်းအတန်ကလည်းစောင့်ရင်ကျဲတယ်ကွာငါ့ကိုနိုင်ဆိုင်တော့ငါဒီလောက်မအော်ပါဘူးအဲ့လိုနဲ့ဇမင်းဖြူကောင်လေးတယောက်သူ့ရဲ့သားနဲ့ဟိုကောင်ရဲ့ဆောက်ခွဲကိုအားရပါရစော်ထဲလိုက်ပါတော့တယ်ဟဲ့မင်းဒီလောက်တောင်ကြောက်နေရတာလားငါမင်းကိုမတက်ပါဘူးကွာအဲ့လိုနဲ့ကောင်လေးတယောက်စောင့်ကိုကြောက်တော့ကြောက်ထိပါထွက်ကြလာခဲ့ပြီးပထမစီရင်ထိုးဘက်ကလည်းပြီးဆုံးတော့ပါတော့တယ်အဲ့ဒါတွေကိုအဝေးကနေကြည့်နေတဲ့ကောက်ကြည့်တဲ့အဖိုးကြီးကတော့ပထမစီရင်ထိုးပွဲချုံထားပေမဲ့ဒုတိယစီရင်ထိုးပွဲမှာငါနိုင်ရမယ်ကဲဒုတိယစီရင်ထိုးပွဲကိုစတင်ဖို့နေရာယူကြအဲ့လိုနဲ့ဒုတိယစီရင်ထိုးပွဲမှာကိုဘယ်သူနဲ့ရှင်ပြိုင်မလဲဆိုရင်တော့ငွေလေးချင်းမိထားတဲ့ဂိုင်းကောက်ဆောင်နဲ့ငွေတို့ဂိုင်းကောက်ရလူချင်းနေတဲ့ဂိုင်းကောက်ဆောင်လို့ရှင်ပြိုင်ကြမှာပဲဖြစ်တယ်ငါတတိထားရမယ်အဲ့လိုနဲ့သူ့အနေထားကိုတစ်ချက်ဟန်လုပ်လိုက်ပြီးအဲ့ဒါကိုကြည့်နေတဲ့အဖိုးကြီးရဲ့စိတ်ထဲမှာတော့ဟိုဒီကောင်ကတစ်ချက်ထဲပွဲတိုင်းလိုက်မှာကွာအဲ့လိုနဲ့ဒုတိယစီရင်ထိုးပွဲကိုစတင်လိုက်ကြပြီးစစချင်းမှာဟိုဘက်ကအဖိုးကြီးတယောက်အရင်ဆုံးတက်ခဲ့ပါတော့တယ်ဂိုင်းကောက်ဆောင်နဲ့ဟိုဘက်ကဓာတ်ခိုင်ထားတဲ့လက်ကိုစုပ်ကိုင်လိုက်ပြီးဟမ်ဒီကောင်အရင်ကတည်းကပိုတွက်လာပါလားအဲ့လိုနဲ့တစ်ချက်စောက်ကန်လိုက်ပြီးမြမြဆန်ဆန်အရှိကိုတက်လာခဲ့လိုက်ကပွဲတိုင်းမျိုးလောက်ပါတော့တယ်ဒါပေမဲ့ဟိုဘက်ကခေါင်းဆောင်ကတော့အရင်ကလိုထင်တာအထွေမလွယ်တော့တာကြောင့်အတဲနဲ့ချနေခဲ့ရပြီးပြန်မွန်းကလည်းပထမ
မပွဲစဉ်ထက်ပို့ပြီးကြည်ကောင်းနေခဲ့ကြပါတော့တယ်ရှိဒီကောင်ခဏခါထက်ပိုမြန်လာပါလားဟာအဲ့လိုနဲ့အဖိုးကြီးတယောက်ရင်းနေခဲ့ပြီးခိုင်းကောင်းဆောင်ကတော့သူ့ရဲ့သားနဲ့အဖိုးကြီးရဲ့ဘိုက်ကိုပွဲတိမ်ပေးလိုက်ပါတော့တယ်ပွဲတဲ့ခံလိုက်တဲ့အဖိုးကြီးကလည်းဆောက်ချက်အကွဲမခံချင်တာကြောင့်သူ့ခြေထောက်နဲ့ပြန်ရိုက်တီလိုက်ပြီးတိုင်ပြန်တိုက်ခိုက်ဖို့စတင်มาတော့တယ်ဒါပေမဲ့လည်းတိထားတဲ့အတိုင်းမူဝေတယောက်ငရဲလိုလေးချစ်ခံရတဲ့ခိုင်းကောင်းဆောင်ကတော့သူ့ရဲ့တိုက်ခိုက်ချက်ကိုအလင်းပြန်ခုခံလိုက်ပြီးတိုင်ပြန်တိုက်ခိုက်ပါတော့တယ်အဲ့လိုနဲ့အဖိုးကြီးတယောက်အရှင်နေမကောင်းတော့တာကြောင့်အနောက်တစ်ခါပြန်ဆုပ်လိုက်ပြီးအရှင်နေကိုတပေါက်ပေါက်သွားပါတော့တယ်တကယ်တော့သူ့ရဲ့ခန္ဓာကိုယ်ရဲ့အလယ်မှာလူတွေတိတ်မတိကြတဲ့ရှိအစွမ်းတွေရှိကြပါတယ်အဲ့ဒီရှိအစွမ်းတွေကိုလေ့ကျင့်လေအပြင်းလေပါပဲအဲ့ဒီအပြင်းလာအောင်ကိုလည်းမူဝေတယောက်လေ့ကျင့်ပေးခဲ့တာကြောင့်အခုလက်ရှိမှာတော့ခိုင်းကောင်းဆောင်တယောက်အသားစီးရနေခဲ့ပြီးနောက်တစ်ချက်စော်ထည့်ပေးလိုက်ပါတော့တယ်အစော်ခဏနဲ့အဖိုးကြီးကတော့ဒီခဏလေးတော့ခဲ့ပြီးလက်ချိမှပဲခိုင်းကောင်းဆောင်ကတော့မကျင်တဲ့သေးပဲနောက်တစ်ချက်အဆုံးသက်ပေးလိုက်ပါတော့တယ်အဲ့ဒါတော့ကြည့်နေတဲ့တခြားသူတွေကတော့အံ့ဩစွာကြည့်နေခဲ့ကြကဒန်လူကြီးကပါပါဇက်အဟောင်းတိုင်းဖြစ်တော့ပါတော့တယ်ဘာလို့လဲဆိုရင်တော့အဖိုးကြီးရဲ့ခိုင်းကိုဖျက်ခံပြီးမှဒါတစ်ချက်ကရုပ်တရက်ရက်တော့တာကြောင့်မလို့ပဲဖြစ်တယ်အဲ့လိုရက်တော့အောင်လည်းဘသူကတားလိုက်တာလဲဆိုရင်တော့မွေတယောက်ပွဲလေကိုရောက်လာပြီးဝင်တာပေးလိုက်တာပဲဖြစ်တယ်ဟေ့တော်လောက်ပြီးထင်းနေတော့ဒီပြန်ပွဲကလူတက်ပွဲမဟုတ်ဘူးခိုင်းကောင်းဆောင်တော့စိတ်လို့နေခဲ့ပြီးခဏနေတော့သူ့ရဲ့ဒေါ်တာတွေကိုစိတ်ချော့လိုက်ကဒုတိယစီဇန်တော့ပွဲကလည်းဒီမှာပြန်အဆုံးတက်တော့ပါတော့တယ်တကယ်တော့ခိုင်းကောင်းဆောင်တော့စိတ်လို့ပြီးအဖိုးကြီးကိုတက်ရှင်ရတာလဲဆိုရင်တော့သူသားရင်တော့စီဇန်တော့ပွဲမှာတက်ခဲ့တာကြောင့်မလို့အခုတော့ပြန်တက်ရှင်တာကြောင့်ဝင်ဖြစ်တယ်အခုလက်ရှိမှာတော့စီဇန်တော့ပွဲကအနိုင်ရရှိတော့တာကြောင့်စောင့်ရုံပြောနေခဲ့ကြပြီးခြုံတော့တဲ့အဖိုးကြီးကလည်းဟာငါဒီလိုမဖြစ်ရဘူးလေစီဇန်တော့ပွဲ3ပွဲပဲရှိတာဆိုတော့နောက်တော့ဘက်ကိုနိုင်သွားရင်လည်းငါတို့ချုံမှာပဲအဲ့လိုနဲ့ဒိုင်လူကြီးကလည်းကဲဒုတိယစီဇန်တော့ပွဲကိုပြီးပြီဆိုတော့တတိယစီဇန်တော့ပွဲကိုဆက်လုပ်ကြရအောင်တစ်ဖက်ကခိုင်းကောင်းဆောင်ကတော့မူဝေကိုတောင်းပန်နေခဲ့ပြီးဘာလို့လဲဆိုရင်တော့မူဝေရဲ့လက်ကိုသူ့သားနဲ့ခုံမိလိုက်တာကြောင့်မလို့ပါဟဲ့မင်းဘာတွေပြောနေတာလဲငါရဲ့လက်ကမင်းခေါ်လို့တန်ရထားတာမဟုတ်ဘူးကွာဒီတွေးတွေကဟိုဖိုးကြီးရဲ့တွေးတွေပဲအဲ့ဒီစကားကိုကြားလိုက်တဲ့ခိုင်းကောင်းဆောင်တော့စောင့်ရုံအောင်တော့ပါတော့တယ်ဘာလို့လဲဆိုရင်တော့သူ့မှရှိတယ်များအားကုန်ထုတ်တာတော့မှမူဝေရဲ့လက်ကိုတန်ရလေးတော့မရတာကြောင့်မလို့ပါမူဝေကတော့ချုံတော့တဲ့အဖိုးကြီးကိုဟဲ့ခင်ဗျားတိတယ်မဟုတ်လားတတိယစီဇန်တော့ပွဲကိုချုံတော့ရတော့မှငါတို့နိုင်မယ်ဆိုတာကိုလေဘာလို့လဲဆိုရင်တော့စီဇန်တော့ပွဲက3ပွဲပဲရှိတာဆိုတော့အဲ့လိုဆိုမှတော့ငါရဲ့စီဇန်တော့ပွဲချုံရင်မရချင်တဲ့ဒီခိုင်းကိုလည်းပေးမယ်တကယ်လို့ဒါငါနိုင်မယ်ဆိုရင်တော့မင်းကဘာပေးမလဲဘာပေးမလဲဆိုရင်တော့ငါတို့ခိုင်းရဲ့လုတ်ပိုင်ခွင့်ကိုပေးမယ်ကဲကောင်းပြီလေမင်းလည်းလက်ခံမယ်ဆိုတော့နောက်ထပ်စီဇန်တော့ပွဲကလည်းပိုပြီးမိုက်တော့တာပေါ့ဟာဒီကောင်ယူတော့တာလားဟာငါဟားတဲ့ကောင်ကလူပေါင်းများစွာကိုတက်ခဲ့တာကွာမင်းနိုင်စရာအကြောင်းမရှိဘူးကဲကလန်းချက်ကပြီးပြီဆိုတော့နောက်ထပ်စီဇန်တော့ပွဲကိုစလိုက်ကြရအောင်အဲ့လိုနဲ့တက်တဲ့စီဇန်တော့ပွဲကိုစတင်ဖို့အတွက်မူဝေတယောက်ကိုယ့်ရဲ့လက်ကိုရောက်လာခဲ့လိုက်ပြီးတစ်ဖက်ကလူတဲ့ဓမ္မကလည်းသူ့ထားနဲ့ကိုယ့်ရဲ့လက်ကိုရောက်လာခဲ့တဲ့ဟူပြင်းစရာကောင်းလိုက်တာကွာဖြစ်နိုင်ငါမလုပ်ရှင်ဘူးအဲ့လိုနဲ့နောက်ဆုံးစီဇန်တော့ပွဲအတွက်စတင်လိုက်ကြပြီးစစချင်းမှပဲလူတဲ့ဓမ္မဘက်ကစတင်လှုပ်ရှားခဲ့ကသူ့ရဲ့လှုပ်ရှားမှုကထင်တာထက်ပုံမြင်နေတယ်မူဝေဘက်မှာလည်းဟိုကောင်ဘလောက်ဖဲမြင်မြင်မူဝေအပေါ်တော့အလုံးမဖြစ်ခဲ့ပါဘူးအိုမယန်ကဓာရီကိုကလိုက်တာပေါ့လေမူဝေကတော့စကားပို့မပြောချင်တော့ကြောင်းသူ့ရဲ့လက်ဖွားအတိုင်းနဲ့ရင်ဘက်ကိုတွန်းထုတ်ပေးလိုက်ပြီးမူဝေတလူတဲ့ဓမ္မကိုစတင်တက်ခိုက်ပါတော့တယ်အဲ့ဒီတက်ခိုက်ချက်ကိုဘေးနားမချစ်နေကြတဲ့ပလိတ်တက်တွေကတော့ဆောင်းရင်ကိုလင်းထင်နေတဲ့အလင်းနှန်းတွေကိုမြင်လိုက်ရကတာမန်မျက်လုံးနဲ့မမြင်နိုင်မဖြစ်နေခဲ့တယ်အဲ့ဒီဓာကနေဖြစ်လာတဲ့အလင်းနှန်းတွေကိုကြည့်နေတဲ့ခိုင်းကောင်းဆောင်တယောက်ကလည်းမူဝေတယောက်တော့အောင်ဆွမ်းအားကြီးတာလားဆိုပြီးတွေးနေခဲ့တာပေါ့ဒါပေမဲ့လည်းမူဝေရဲ့တက်ခိုက်ဆွမ်းရည်ကိုအစကမြင်မှုတဲ့ကောင်းမလီကတော့မူဝေကဘာလို့အကောင်ကိုရှော့ပေးနေတာလဲဆိုပြီးတွေးနေခဲ့တယ်လူတဲ့ဓမ္မဘက်မှာတော့တာမန်မျက်စိနဲ့မမြင်နိုင်တဲ့တက်ခိုက်ချက်တွေကိုအတဲနဲ့ကနေခဲ့ပြီးသူ့ရဲ့ပေါင်နဲ့အလက်ကိုပါအတိုင်းအနှဲငယ်ရသွားခဲ့တယ်။တော်ပြီငါမခုခံနိုင်တော့ဘူး။အဲ့လိုနဲ့သူ့ရဲ့အင်အားတဝက်လောက်ထုတ်လိုက်ပြီးမွေတယောက်အဝေးကိုအနှဲငယ်လွတ်ထွက်သွားပါတော့တယ်။ငါအရင်ဘဝတုန်းကဒီတက်ပို့ပြီးအားနေတော့တာလား။အေးပါလေငါအရင်ဘဝကလည်းဖိနှက်ခံရပြီးတီတော့လာဆိုတော့လေအဲ့လိုနဲ့မွေတယောက်သူ့အရင်ဘဝတုန်းကတီထွင်ခဲ့တဲ့တိုင်းမြက်ကိုထုတ်တော်မူတော့လှုပ်ပါတော့တယ်။အမေအောင်လင်းတန်းတွေကိုမြင်လိုက်ရတဲ့မွေရဲ့တုံငယ်ချင်းတွေကတော့ဆောင်းကောင်းအန်းတင်းနေခဲ့ကြပြီးမွေဘက်မှာတော့သူတင်ထင်တော့တဲ့နာမည်ကိုသူကြလာလည်းမမပွင့်ဆိုပြီးဒါတစ်ချက်စာထုတ်တုံးပေးလိုက်ပါတော့တယ်ငါဒီလောက်ထိမြင်ရတဲ့အစွမ်းကိုအခုမှမြင်မှုတော့တယ်အဲ့လိုနဲ့လူသက်မတရားအခုတက်ခက်ချက်ကိုကာယုံကလည်းပြီးဘာမှကိုမတတ်နိုင်တော့ကြောင်းမူရဲ့တက်ခက်ချက်ကိုမရမရကာလိုက်ပါတော့တယ်ဒါပေမဲ့လည်းဘလောက်ပဲကမူရဲ့တက်ခက်ချက်ကစောင်းရင်ကိုအင်အားကြီးတာကြောင့်လူသက်မတရားမခုခံနိုင်တော့ပဲချက်စလိုမြေပေါ်မောက်ရလေတော့ပါတော့တယ်ဒါချက်တက်ချက်ထန်နဲ့ချုံတော့ကိုမြင်လိုက်တဲ့အဖိုးကြီးကတော့သူ့ရဲ့မျက်စံပြူတူပြည့်တဲ့ဖြစ်နေခဲ့ကအခုပြန်မွေးကတော့မူရဲ့တရားအနိုင်ရရှိတော့ပါတော့တယ်ကဲခင်ဗျပြောထားတဲ့အတိုင်းဂရီကိုမမိပါဘူးနော်တောင်ကြည့်နေတဲ့အဖိုးကြီးကတော့စကားမပြောနိုင်မဖြစ်တော့ခဲ့ကအဝေးတနေရာကလည်းအမြင်မသိလူတယောက်ကစောက်ကြည့်နေခဲ့တယ်အဲ့လိုနဲ့ညနေကိုရောက်လာခဲ့ပြီးစီချင်းတို့ဘက်ကနိုင်တော့ကြောင်းတပွဲရှုံမဲလောက်ကြကဂိုင်းကောင်းဆောင်ကတော့အတော့လို့တော့ပါတော့တဖက်ကမူဝေဘက်မှာတော့ညကြီးတကောင်ကြီးသူတို့ရဲ့ခိုင်းစီကိုပြန်ချပါတော့တယ်မူရဲ့တုံငယ်ကြီး၃ယောက်ကတော့ညကြီးတကောင်ကြီးဘာလို့ပြန်လာလဲဆိုပြီးမေးတော့မူဝေကလည်းဘာလို့လဲဆိုရင်တော့ငါတို့မနဲ့ဖြတ်ပြန်ရင်လူတွေကငါတို့ကိုစကားပြောကြလိမ့်မယ်အဲ့တော့ငါစကားတိတ်မပြောချင်တာကြောင့်မလို့ဆိုပြီးရှင်းပြပေးလိုက်ကမူဝေကိုပေးထားခဲ့တဲ့မင်းရှင်းကလည်းဒီမှာနေအဆုံးသက်တော့ခဲ့ကဲဒီစက်ကလေးကဒီမှာပဲဇက်တိန်ထားခြင်းပါတယ်ဗျအဆုံးလေးကြည့်ရှုပေးရတဲ့တုံငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်